နေ့သာသနာတော်နှစ်2552ခုနှစ်နဒေါ်လာဇန်9ရက်2008ခုနှစ်12လပိုင်း3ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဖားကမြို့နယ်စိတ်မူရွာပြည်သူအာကစားကွင်းဓမ္မပူဇနီယနေရာဌာန၌ဖားကမြို့နယ်ဂောစကံတွင်သတင်းသုံးနေထိုင်တော်မူကြကုန်သောဘုရားမူရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွစိတ်မူရွာနယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောမောဂဝိပဿနာနညတာအထူးအလုပ်ပိတရားပွဲဒုတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥသိုက်ဝင်းဒေါ်နန်းရွှေခင်မိသားစုစိတ်မူကြောက်ဝိုင်းမိသားစုနှင့်စိတ်မူရွာသူရွာသားအပေါင်းတို့မှစုပေါင်းလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရနာတရားယရနာသံဃာယရနာယရနာတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်ပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့လည်းမိမိတို့ရဲ့ရရှိထားတဲ့ဘဝကလေးကိုမိမိရော့ရော့ပေါ်ပေါ်ဆဆနဲ့အချိန်မကုန်ကြစေဘဲနဲ့ကိုယ်ဘဝတန်ဖိုးကိုကောင်းစွာအသုံးချနိုင်အောင်ကြိုးစားကြပါလို့အားလုံးပဲလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်။ဒီအားလုံးသူတော်ကောင်းတို့ရထားတဲ့ဘဝသည်တမင်ညဘဝမဟုတ်ဘူးလို့ရှင်းဥစွာသိရ။ဘာကြောင့်တမင်ညဘဝမဟုတ်တယ်လဲဆိုတော့တစ်သူတော်ကောင်းတို့သည်ဘုရားသာသနာနဲ့ကျုံနေရ။ဘာနဲ့ကျုံနေရ။ဘုရားသာသနာနဲ့ကျုံပြီးတော့သာသနာတွင်းမှာပဲလူအဖြစ်ကိုမရဘူးလားကိုယ်တော်ကောင်းတို့ဘာဘဝရထားကြလဲအေးလူဘဝရထားတော့ဒါကြောင့်မို့လူပိသအောင်နေကြဟောထားတာတွေမရှိဘူးလားအဲ့တော့လူဘဝရကြိုက်ကိုလူဖြစ်ပြီလားဒါကိုအမြဲတမ်းစစ်ဆေးနေရလူကျင့်ဝတ်တရားတွေငါမှကင်းရလားဒါစစ်ဆေးရကောင်းပြီသာသနာနဲ့လည်းကျုံတယ်လူဖြစ်လည်းရထားပြီတခါသစ္စာဟောတတ်တဲ့ပုဂ္ဂိုလ်များနဲ့ပေါ့တွေ့မတွေ့အဲ့ဒါကိုနားလေတဲ့စကားနဲ့တွေ့အောင်မှသူဟာသူပိဋကသုံးပုံကြီးပဲနှုတ်ကိုဆောင်ထားမိမိရှေ့ရောက်လာတဲ့ဒကာဒကမတွေကိုတရားနားလေအောင်ဟောမပြနိုင်ပြန်ဘူးဆိုရင်လည်းဒါထိုက်တဲ့အကျိုးခံစား권ရနိုင်ပါမလားအေးအဲ့ဒါကြောင့်မိမိတို့မှာတရားကိုမိမိတို့နားလေတဲ့ဘာသာစကားနဲ့နားလေနိုင်တဲ့အခြေအနေနဲ့ဟောပြောပြသမဲ့ဆရာသမားများနဲ့လည်းမတွေ့ရဘူးလားကောင်းပြီသစ္စာထောင်တတ်တဲ့နားရောဒါတော့အားလုံးကိုလေးစားပြီးသားဒီနေ့စိတ်မှုတရားနာပိဋကအားလုံးကိုဦးဇင်းလေးစားပါဒီလိုအမတန်အေးတဲ့ဆောင်းဝင်လာတဲ့ဆောင်းကူဥရုပေါ့လေဒါမြန်မာနိုင်ငံအနေနဲ့ပြောရင်ဆောင်းတွေကိုဝင်ကားပဲရှိပါသေးတယ်အဲ့တော့ဆောင်းကူဥရုနေကြာပြီးအေးနေတဲ့အထဲမှာအခုလိုမိုးလုံးလေးလုံးနော်အမောကမရှိတဲ့ကွင်းကြီးထဲမှာလာပြီးတော့တရားလန်နာတယ်ဆိုတဲ့သူတော်ကောင်းတို့ရဲ့တရားတရားကိုဦးဇင်းက
လေးလဲလေးစားတယ်ဂုံလဲယူပါတယ်သာသနာတော်ကြီးအတွက်သာဓုလဲခေါ်ပါတယ်ဆိုတာဒါမှတ်တမ်းတင်ပါတယ်နော်အဲ့တော့အားလုံးတရားတော်ပေါ်မှာလေးစားတဲ့စိတ်ရှိလို့ဒီနေ့ဒီကွင်းပြင်ကြီးတွေကိုတရားနာရောက်လာကြတာမလားအဲ့တော့သူတော်ကောင်းတို့မှာတရားကိုမြတ်နိုးတဲ့စိတ်ရှိမရှိโอเคဒါဖြင့်သူတော်ကောင်းတို့မှာဘုရားသာသနာနဲ့ကြုံချင်းလူဖြစ်ရခြင်းသစ္စာဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ချင်းသစ္စာတရားနာကြားလို့စိတ်ရှိခြင်းဆိုတဲ့အင်္ဂါတွေပြည့်စုံနေပြီကဲအခုနာထားတဲ့တရားတွေဟာမေ့ပြစ်ဖို့လားအားထုတ်ဖို့လားတရားနဲ့လျော်စွာအားထုတ်ခြင်းနဲ့စိတ်ကိုရှိလားမရှိရင်၅ပါးသောပါရမီတွေပြည့်စုံနေပြီဒီဘဝနိဗ္ဗာန်လိုချင်ရင်တောင်းရနိုင်တဲ့ဘဝလို့ကိုယ်ဘဝကိုသိထားပါရှင်းသလားကဲကောင်းပြီသူတော်ကောင်းတို့အားလုံးဖရာအပေါ်မှာယုံသလားတရားအပေါ်သံဃာအပေါ်ယုံပြီကဲအားလုံးဖရာကြော့ဘူးသလားဖရာဘယ်လိုကြော့လဲဖရာကိုဘာကြောင့်ကြော့လဲဟုတ်ပြီဒီမှာကျူရှင်တက်ထားတဲ့လူတွေပါတယ်တဲ့မှာအားလုံးတော့ပရိသတ်လည်းအမှန်တန်များတဲ့အတွက်မသိသူတွေများမယ်ဆိုတာသိလို့ဒီမိကုန်းကိုမေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တိုင်းဖရာကိုတော့ကြော့ကြပါတယ်သို့တော့ဖရာဘာကြောင့်ကြော့သလဲဒါသိရဘယ်လိုကြော့မှလဲဒါလည်းသိရဟုတ်ပြီနော်ဖရာကိုတစ်ဘာကြောင့်ကြော့တာလဲကျေးဇူးရှင်မို့လို့ကြော့တာဘုရားကိုဘာကြောင့်ကြော့တာလဲဟုတ်ပြီဘုရားကဘယ်လိုကျေးဇူးရှင်လဲမေးရင်ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ကဲတင်ရှင်လားအဆုံးမပိုင်ရှင်လားဦးဇင်းတို့သူတော်ကောင်းတို့ကိုထုတ်ဆောင်သွားသူလားလမ်းပြသူလားရှင်းတတ်ကြလားဘသူလမ်းဘသူရှောက်အောင်ပါလဲကိုသမိုင်းရှင်းတတ်သလားဘုရားကကယ်မှာလားကိုကိုကယ်ရမှာအဲ့ဒါခင်ဗျားတို့ကျင့်တတ်သလားလက်ခံသလားသိရေးကြည့်တယ်နော်မနေ့ကပဲပြောခဲ့ပြီသူတော်ဘာကယ်တင်တာနဲ့ကိုကယ်ရတာဘယ်ဟာတန်မိုးရှိသူတော်ဘာရေးထားတဲ့သမိုင်းထဲမှာသရုပ်ဆောင်နေရတာနဲ့ကိုသမိုင်းကိုရေးရတာဘယ်ဟာတန်မိုးရှိလဲတို့ဘုရားရှင်ကိုတော်မြတ်ကြီးကိုဥဒုမင်္ဂလာတို့ဘုရားသာသနာတော်ကြီးကိုဘယ်လောက်နှစ်ကာတန်မိုးထားသလဲလို့မေးရင်ဘာကြောင့်လဲလို့မေးရင်ဘုရားဤအတ္တဟိအတ္တနောနာထောဆိုတဲ့စကားတစ်လုံးနဲ့သာသနာတော်ထဲမှာစီးဝင်သွားတယ်ရှင်းလားဒီထက်ကောင်းတဲ့တန်မိုးရှိတာမရှိတော့ဘူးသူမင်္ဂလာလည်းကိုယ့်အထက်ကတရားမှရှိတာကိုကြိုက်တာမဟုတ်ရှင်းလားဘယ်သူဩဇာမခံကြလို့ဘုန်းကြီးလုပ်နေရှင်းတယ်နော်ဘယ်သူသမိုင်းဘယ်သူရေးရမှာကိုလန်းကိုရှောက်အဲ့တော့လူတွေဟာတကယ်တန်ဖိုးထားရမှာကိုခွန်ကိုအားနဲ့ကိုယ်တိုင်ရေးတဲ့သမိုင်းကိုတန်ဖိုးထားရှင်းလားစိတ်ရင်းတိုင်းတကယ်ပါစိတ်ရင်းတိုင်းပြောရရင်ငယ်လေးကလေးကဥဒုမင်္ဂလာတို့သူငယ်တမ်းမရှိသေးတယ်ဒီစိတ်ကူးပေါ်တော့လမ်းမှာလမ်းလျှောက်သွားရင်းနဲ့အမေနဲ့ဖေနဲ့မိုးကုတ်မြို့မှာထီဆိုင်တစ်ခုတွေ့တော့အမေတို့ဖေတို့ကထီထိုးမဲတဲ့ငါတို့သားမိသားဖတွေလမ်းလျှောက်ရင်းနဲ့ဆိုတော့တို့ကထိုးခြင်းဘူးလို့ဆိုတော့မဟုတ်ဘူးတဲ့တယောက်တစ်စောင်းစီယူရမယ်တဲ့မင်းထိုးတယ်ဆိုတော့ကဲမင်းဘာအတွက်ထိုးမလဲဘာလို့ကျင်လဲငါသားပြောစမ်းတယ်အဖေကဘာမလို့ကျင်ဘူးရေးလိုက်လို့မိဘကျေးဇူးဆိုင်ရနော်အဲ့ဒီမှာစရေးခိုင်းလိုက်တယ်အမမေ့တယ်အဲ့ဒါမြို့မထဲမှာအဲ့ဒါလို့ပြောပြီးတော့နောက်စဉ်းစားလိုက်အဲ့ဒီအချိန်မှာဥဒုမင်္ဂလာအိမ်မှာဗန္နာတိုင်းလုပ်နေရတယ်ဒါအကြီးဆုံးဆိုတော့သူတို့ရဲ့ငွေတွေရွှေတွေကြည့်ပြီးတော့ဒီဟာတွေကြီးလာလို့ငါအမွေပေးရင်ရှစ်เสียကြီးလာလို့များငါဒီအမွေတွေပေးရင်ငါထွက်ပြေးမှာမယူဘာဖြစ်လို့လဲဆိုတော့ဒီကောင်အမွေရလို့ချမ်းသာတာပါလို့ကိုပြောမခံနိုင်ဘူးရှင်းလားသဘောပေါက်သလားအဲ့ဒါဥဒုမင်္ဂလာရဲ့ယက်တီမှုပဲဒါငယ်လေးကလေးထားခဲ့တဲ့စိတ်ထားကြွားတာမဟုတ်ဘူးဒီစိတ်ဓာတ်မျိုးဗမာလူမျိုးတွေရှိမှခင်ဗျားတို့တိုးတက်ခြင်းကိုရမှာဘယ်သူဟာမှလည်းအချောင်မလို့ခြင်းဘူးဘယ်လောင်းကစားမှလည်းမလို့ဘူးကိုဟာလည်းအချောင်ယူမှမကြံနဲ့မီးပွင့်သွားမှာရှင်းလားဘောပေါက်သလားငါ900လာလောက်ထားရင်ပေး900 1000လာမပေးနဲ့ငါမစော်ကားနဲ့ပေး900ပေး900မပေးပဲ200လာပေးရင်တော့လက်သီးနဲ့ပါးနဲ့မိတ်ဆက်သွားမှာရှင်းလားသဘောပေါက်သလား
ဘသူဟာမှလည်းအချောင်းမလို့ခြင်းမနဲ့ကိုလှုပ်ထားတဲ့လှုပ်အားတန်ဖို့ကိုလည်းရအောင်ယူပါရှင်းလားဘယ်တော့ကိုဟာမပေးတော့လဲဘယ်တတ်နိုင်မလဲသဘောပါလားဗမာပြည်တိုးတက်ပြည်ကြီးချောင်းမပြောမြန်မာလူမျိုးတိုးတက်အောင်နော်တော်တော်လုပ်ပေးရအောင်ပါရှင်းသလားသဘောပေါက်သလားကောင်းပြီအဲ့တော့သာသနာတော်ကြီးသည်ဦးဇင်းတို့တော်ကောင်းတို့အတွက်ကျေးဇူးရှိမရှိလမ်းမှန်ကိုပြမပြကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်တခြားလို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မလုံးနဲ့နော်ဗါတယ်မကောင်းတာလုပ်ရင်အဲ့ဒီကောင်းကျိုးမကောင်းကျိုးကဘယ်ချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်ပြောအထာမထာမထာဗုဒ္ဓဘာသာတွေသိအရေးကြီးတယ်ကံကံဤကျိုးကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်ချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်မိမိတို့ရဲ့ပြစ္ဆုတ်ပံကံနဲ့အတိတ်ကံဆက်ဆက်မိတဲ့အချိန်မှာမိမိကစိတ်ကောင်းနှလုံးကောင်းထားနေရင်ကောင်းတဲ့ကံတွေအကျိုးပေးမယ်မိမိစိတ်ထဲမှာအဘိဇ္ဇာဗျာပါဒအိတ်တမစ္စရိယများနေရင်မကောင်းတဲ့ကံတွေအကျိုးပေးမယ်ရှင်းသလားဒါကြောင့်ဘုရားကိုဘာကြောင့်ကြော့ရတာလဲလို့မေးရင်ကျေးဇူးရှင်မို့လို့ဘုရားကိုဘယ်လိုကြော့မလဲကျေးဇူးသိပြီးမှကြော့မယ်ပြောရှင်းသလားဘုရားရှင်ရဲ့အဆုံးအမကိုကိုယ်တိုင်လိုက်နာကျင့်သုံးတဲ့အတွက်ရရှိလာတဲ့ကျိုးကျေးဇူးတွေကိုကိုယ်တိုင်သိရှိပြီးကြော့မှဘုရားကြော့ဘူးတယ်လို့ဆိုတယ်ရှင်းသလားကြိုက်တီရိုးရွှေတကုံမဟာမြတ်မုနိရောက်ဖူးယုံနဲ့ဘုရားကြော့တယ်လို့မဆိုကျင်းသလားသဘောပေါက်သလားကြိုက်တီရိုးရွှေတကုံလျှောက်ပြီးရွှေဆက်တော်ဘာညာလျှောက်သွားတာကဖယလဲထွက်တာအဲ့ဒါဘုရားဘူးထွက်တာမဟုတ်နော်ဘုရားဘူးတယ်ဆိုတာဘယ်ထဲကဘုရားလဲရင်ထဲကကျေးဇူးကုံကိုသိနေတဲ့ဘုရားကိုတကယ်နှစ်ကာကြော့ဘူးမှဘုရားကြော့ဘူးတယ်လို့ခေါ်တယ်ရှင်းသလားဘုရားရဲ့ကျေးဇူးကိုသိသူတွေကြတော့ဘုရားအပေါ်မှာအသက်တောင်မှပေးပြီးတော့ကာကွယ်တဲ့ပုဂ္ဂိုလ်တွေလောကမှာရှိကြတယ်ဆိုတာလေးကိုဒီနေ့တရားနာမည်ကအသက်နဲ့ထပ်တူပါတယ်လေရှင်းတယ်နော်ကျေးဇူးသိသူတွေကြတော့ကျေးဇူးရှိစွာနဲ့ကျေးဇူးဂုဏ်ကိုသုံးဆောင်ခံစား권ရကြတယ်ကျေးဇူးမသိသူမှကျေးဇူးကိုခံစား권ရမလားဒါကြောင့်ဦးဇင်းကတန်ဖိုးသိမှတန်ဖိုးရှိတယ်တန်ဖိုးသိသူမှတန်ဖိုးရှိအောင်သုံးတတ်တယ်ရှင်းသလားခုခင်ဗျားတို့မှာဘုရားအဆုံးအမတွေရှိမရှိအဆုံးအမသည်တန်ဖိုးရှိမရှိဘယ်လိုရှိတော့တန်ဖိုးသိသူဆိုတာအဲ့ဒါတပည့်တော်တို့အတွက်လမ်းမှန်ပြထားတဲ့အတွက်ဘုရားအဆုံးအမတွေကကိုယ့်အတွက်အကျိုးရှိမရှိအဲ့ဒါမလို့ရှိတယ်ဆိုတပည့်တော်တို့ကိုအေးချမ်းမှုကိုပေးပါတယ်ဗျာချမ်းသာမှုကိုပေးပါတယ်ဗျာလွတ်မြောက်မှုကိုပေးပါတယ်ဗျာပြောစရာတွေကိုအများကြီးတခုမှမပြောနိုင်ရင်ဘာမှကိုမသိလို့ရှင်းလားသဘောပေါက်သလားခုဥသူမင်္ဂလာတော့သိတယ်ဘယ်လိုသိတယ်ဘုရားရဲ့ဆုံးမသာမရှိရင်သူမင်္ဂလာအခုထောင်ထဲမလားသေပြီလားတခုခုတော့တခုခုပဲအဆုံးမရှိနေလို့အဆုံးမကငါ့ကိုကယ်ထားတယ်အဆုံးမကငါ့ကိုယဉ်ကျေးအောင်ဘုသူမင်္ဂလာစိတ်ကသိရိုင်းတယ်သိကြမ်းတမ်းတယ်ဒါမို့တချို့ထေရုပ္ပတိရေးမလို့ရေးဟာရှင်ပြပါလို့သင်္ကန်းဝတ်လာတဲ့အရက်မှုအမေကကြောင်းဖို့ကြောင်းရောက်ရှင်းတော့အမှုသမားရစ်ချုပ်ကြီးအရက်ကိုသိကြိုက်တာအရက်ကလေးအနံ့ရိုက်ကိုမခံနိုင်တာနော်ချိုးနေတာပါစက်ဆဲကြွားလိုက်အောင်မကိုကြောင်းကိုနော်အဲ့ဒါအမေကဆိုးလုံးလို့ဆိုကြောင်းပို့လိုက်ကြောင်းပို့လိုက်ပြီးသင်္ကန်းဝတ်ပြီးသွားတော့မှအလုတ်ဆရာကိုင်ဆရာတွေတွေ့လာတော့ငြိမ်ငြိမ်မနေတတ်တဲ့လူမို့လို့ဒီနေ့အထိလည်းအလုတ်မအားလို့မထွက်ဖြစ်တာနှုတ်မရင်ထွက်ရင်ထွက်ဖြစ်အောင်မှာကောင်မလေးတွေလာတောင်းရင်မပြောတတ်ဘူးပေါ့နော်သဘောပါလားရေးအဲ့ဒီသမိုင်းအဲ့တိုင်းလာရေးဘာမှသိကြွားဝါနေကြမလို့ကိုလှုပ်တဲ့အလုတ်ကလူအများအတွက်ဘယ်လောက်ကျေးဇူးရှိတယ်ဆိုတာဒါပဲမှတ်တမ်းတင်နေတာဘယ်ဂုဏ်ကျေးဇူးတွေမှတင်ကြမလို့ရှင်းလားကိုယ်ကုံကိုဖော်တာမသူတော်ပဲရှိတယ်ရှင်းတယ်နော်အဲ့တော့ဥသုမင်္ဂလာတော့အယသမားအမေအကြောင်းပို့လိုက်တယ်ရောက်လာတယ်စိတ်အမတန်ကြမ်းတမ်းနဲ့ရိုင်းဆိုင်တယ်စကားများများမပြောဘူးပြောစရာရှိမကျေနပ်ရင်ဆွဲထိုးလိုက်တာပဲရှင်းလားသိရင်ကျေးတယ်လို့မဟုတ်ဘူးအဖေကသိရင်ကျေးတယ်သိသိမ်မွေ့တယ်အဖေနဲ့တော့တခြားစီရှင်းလား
အဲ့ဒီတော့ရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်အခုတိမ်တိမ်မိုးမိုးနဲ့ပလင်ပေါ်မှာကြည့်တိုင်းငြိမ်ငြိမ်လေးထိုင်လို့တရားဟောနေတာဘယ်သူဆုံးမကြောင်းလဲရှင်းသလားဒီလိုပြုံးပြုံးလေးနေနိုင်တာဘုရားရဲ့ဆုံးမကြောင်းငဘောမျက်နှာထော်လန်ပြီးတော့ခါစူပုတ်နေတာတွေ့လိုက်မယ်နဲ့ချလိုက်မယ်ကြီးပဲရှင်းသလားဘယ်သူကျေးဇူးလဲတို့ကဒီလိုသိတယ်ခင်ဗျားတို့သိသလားသဘောပါလားဟဲ့ဒီလူမိုက်ကြီးကနော်လူမိုက်ကြီးကဒီလိုသိတယ်ဘုရားကျေးဇူးကိုခင်ဗျားတို့သိသလားဒါပဲရှင်းသလားသဘောပေါက်သလားကောင်းပြီအဲ့ဒီမှာဘုရားရှင်ရဲ့ကျေးဇူးကိုသိကြတဲ့ပုဂ္ဂိုလ်တွေတဲကအရှင်အာနန္ဒာဘယ်လိုလဲရှင်အာနန္ဒာဆိုတာဘုရားနဲ့ဘာတော်လဲညီတော်ညီကိုတော်တယ်သူတို့တာဂီဝင်နေပေါ့အဲ့တော့ညီတော်အာနန္ဒာဟာဘုရားရှင်ကိုတော်မြတ်ကြီးကိုလောက်ကြံကြံနေတဲ့ပုဂ္ဂိုလ်တယောက်ရှိပါတယ်နော်ဆိုးရကောင်ဘယ်လိုလဲဒေဝရကနာရာဂီရိဆင်ကြီးကိုအရက်မူးအောင်တိုင်းပြီးတော့ဘုရားကိုနင်းဖို့လွတ်လိုက်အားလုံးဝရုံသုံးကားနဲ့လူတွေကလည်းကြောက်လန့်ပြေးကြပါဖယ်ကြပါဟဲ့အကုန်လုံးအော်ဆင်ကြီးကမုံယူတာတပိုင်းအရက်မူးတာတပိုင်းဆိုတော့ဝရုံသုံးကားပြေးချလာတယ်ဘုရားရှိတဲ့နေအဲ့ဒီမှာကျန်တဲ့ပုထုဇဉ်ယဟန်တွေကဘေးဖယ်လို့ဖယ်ကြောက်လို့ကြောက်နောက်ကရှင်သာရိပုတ္တရာရှင်မောက္ခလယဟန္တာပုဂ္ဂိုလ်ကြီးတွေကတော့ဘုရားရှင်ရဲ့အရေးကဲကြည့်ပြီးငြိမ့်နေတာပေါ့လေအဲ့ဒီမှာအရှင်အာနန္ဒာကသူတို့ထဲမှာသောတာပန်ဘာလဲသောတာပန်ဆိုတာဘာခေါ်တာလဲဟုတ်ပြီဒီဘက်ကအပေကပိတ်သူလို့ပြောတယ်မှန်တယ်ရှေးကအရိယာပုဂ္ဂိုလ်လို့ပြောတယ်မှန်တယ်ဟုတ်ပြီနော်သို့တော့အပြည့်စုံပြောရင်သောတာပန်သည်သူ့အကျင့်လမ်းဆုံးပြီလားသိက္ခပုဂ္ဂိုလ်လို့ခေါ်တယ်ဗါတယ်သိက္ခဆိုတာကျင့်စေပုဂ္ဂိုလ်ဗါတယ်လေအပေတကားတော့ပိတ်သွားပြီဒါပေမဲ့သူ့အကျင့်လမ်းဆုံးပြီလားအဲ့တော့သောတာပန်သည်ဘုရားရဲ့ဆုံးမဝမ်းထဲမှာတော့ကိန်းသွားပြီအဲ့တော့ဘုရားသောတာပန်သည်ဘာဖြစ်သွားတာလဲဆိုရင်ဘုရားအဆုံးမကိန်းသွားပြီသရဏဂုံ၃ပါးမြဲသွားပြီငါတို့မှာသရဏဂုံ၃ပါးကလွယ်ပြီးတခြားကိုယ်ကိုယ်ရာမရှိဆိုတဲ့ဆုံးဖြတ်ချက်ချပြီးသွားပြီစင်ကြယ်သွားပြီနေမကောင်းလို့လည်းဘေးရင်သွားမမေးတော့ဈေးရောက်မကောင်းလို့လည်းအကြမ်းမြင်မစရာမရှာဘူးရှင်းသလားသဘောပေါက်သလားစင်ကြယ်သွားပြီအမြင်ကအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကသောတာပန်ဆိုတော့ကိလေသာကုန်မလားမကုန်သေးဘူးသူ့မှာကိလေသာတွေဒုတွေရှိနေသေးတော့ဘုရားပေါ်မှာစိုးရင်လိုက်တော့ဘာဖြစ်လဲဆိုတော့ဘုရားရှိရနေဆင်းကိုကြံ့ကြံ့ခံပြီးအနှင်းခံလိုက်ရှင်းတယ်နော်ဘုရားကိုဘာနဲ့လဲပြီးကာကွယ်လဲနဲဘုရားပေါ်မှာအသက်နဲ့ထပ်တူမြတ်နိုးတယ်ရှင်းသလားဘုရားအပေါ်မှာခင်ဗျားတို့စီးစိတ်တောင်အကုန်မခံနိုင်တာအသက်ဝေးပေါ့သဘောပါလားဒီလိုတို့ဘာဖြစ်လို့ညာဖြစ်လို့ဘုရားတရားသံဃာရှင်းတယ်နော်ဘာလဲဘုရားတရားသံဃာယရဏဘယ်နှပါးလဲယရဏ၃ပါးသည်မိမိတို့ထက်များစွာတန်ဖိုးရှိတယ်ဆိုတာမသေးကြဘူးလားအေးအဲ့ဒီမှာကြည့်အရှင်အနန္ဒာရှေ့ကနေအဲ့ဒါလိုကာလိုက်တယ်ဒါပေမဲ့ဘုရားရှင်တို့ရဲ့မေတ္တာတော်ကြောင့်နာရဂိရိစင်ကြီးကချက်ချင်းဆိုသလိုပဲဘုရားရှိရောက်လာအရှင်အနန္ဒာလည်းမနှင်းပါဘူးအစွဲကြီးမြေကြီးပေါ်ချတယ်ပြီးဒူးတုတ်တယ်ပြီးထိုင်ကြတော့မျက်ရည်တွေကြားသူမှားပြီဟောဆင်းရဲမူးနေပေမဲ့မာမသိတယ်ဆင်းဟာနော်အဲ့ဒီကောင်ဒါကြောင့်နာရဂိရိကနာမည်တွေဘာတွေတောင်ပြောင်းသွားတယ်သူကဓမ္မဒဇတရားကိုဆောင်တဲ့ဆင်ကြီးဖြစ်သွားဒါရင်လားဆိုမဟုတ်သေးဘူးဘောဂဒဇသူ့ကိုအဲ့ဒီလိုဖျားကိုထိုင်ကြတော့လိုက်တာမြင်တော့လူတွေကလေလူပွဲပစ္စည်းတွေနဲ့တပည့်တွေရွှေတွေငွေတွေဆင်ကြီးကိုပေးတာဆင်ကြီးအဲ့ဒီတော်တော်ချမ်းသာသွားတယ်ရှင်းလားဘယ်သူ့ကိုကြောလိုက်လို့လဲဖျားကိုဆင်ကြီးတံမဲ့သိတတ်တာအခု10လောက်မှမသိတတ်တဲ့လူတွေအများကြီးရှိတယ်သဘောပါလားဟိုကတလိษံကြီးကလေမှားပြီဆိုပြီးဘာလို့လဲ
ထိုင်ပြီးကတော့မျက်ရည်တွေများတော့ကြားလို့ तू ကတကယ်တော့ तू ကလည်းနောင်ပွဲမဲ့ဘုရားအလောင်းတဆူပဲရှင်းလားသဘောပေါက်သလားအဲ့ဒါအပေါင်းအသင်းမှားသွားလို့ဘယ်သူနဲ့ပေါင်းကြည်ပေါင်းကြပါဗျာနော်အဲ့ဒါနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒီလိုပြီးသွားတော့ညချမ်းအချိန်မှာယဟန်ပရိသတ်ဂျားထဲမှာဒီလိုပဲပြောနေကြတယ်အရှင်အာနန္ဒာကတော့ဟေးတကယ်ဟီရိုပဲတရေကောင်းကြီးပဲဘုရားရှင်ရှိရနေကွာဘယ်သူမှထွက်မလာဘူးအရှင်အာနန္ဒာတပါးလဲမရှိရနေအနှင်းခံမယ်ဆိုပြီးတော့အတော်သရာတရားထက်တန်နေဘုရားကိုအသက်နဲ့ထပ်တူမြတ်နိုးတယ်ဆိုတဲ့စကားလေးကတရားပလင်တရားပွဲထဲမှာဖြစ်အဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကြွလာတဲ့ချက်သားတို့ငါမလာခင်ဗာပြောနေကြတယ်မနေ့ကအဖြစ်ပြက်လေးတပည့်တော်တို့ပြောနေကြတယ်ဗျာအရှင်အာနန္ဒာရဲ့ကျေးဇူးအာနန္ဒာဟာဘုရားပေါ်မှာဘယ်လောက်မြတ်နိုးတယ်တန်ဖိုးထားတယ်ဆိုတာလေးတပည့်တော်တို့ပြောနေတာဆိုတော့မှဘုရားကအေးတဲ့အာနန္ဒာဟာအခုမှငါ့ပေါ်ဒီလိုအသက်နဲ့မြတ်နိုးတာမဟုတ်ဘူးအသက်နဲ့အတူကာကွယ်တာမဟုတ်ဘူးကွာဟိုးအတိတ်တုန်းကလည်းဒီလိုပဲကာကွယ်ခဲ့ဘူးတယ်လို့ပြောတော့ဆိုတော့လို့တောင်းပန်တာပေါ့ပါဏတဲ့ယဟန်တပအရှင်ဘုရားအခုလောလောဆယ်အဖြေနေတော့တပည့်တော်တို့မြင်ရကြားရသိပြီးသားဖို့လို့မဆန်းတော့ပါဘူးအဲ့တော့အတိတ်ကအရှင်အာနန္ဒာတို့ဘယ်လိုအရှင်ဘုရားတို့ပေါ်မှာအသက်နဲ့ထပ်တူထားခဲ့တယ်ဆိုတာလေးတပည့်တော်တို့မိန့်ကြားဟောကြားတော်မူပါအစဉ်သနာခြင်းကိုအကြောင်းပြု၍ဆုံးမတော်မူပါဘုရားဒါလေးကိုဝိုင်းပြီးတောင်းပန်တော့ဘုရားကဟေးတဲ့မှတ်ထားကြတခုသောကာလကဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတော့နော်ဘယ်ဒီမှာဗာမင်းလဲဒီမင်းနဲ့ဒီပြည်တော့တဲစိမ့်မယ်မဟုတ်ပါဘူးနော်ဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတော့မှာဘုရားအလောင်းကဟိမဝန္တာတောတဲ့ကဗာရာဏသီကနေလမ်းကြည့်လိုက်ရင်ဟိမဝန္တာတောကြီးမြင်ရတယ်အဲ့ဟိမဝန္တာတောင်ကြီးမှာပထမ1တောင်2တောင်3တောင်လူတို့နဲ့ဝေးရပေါ့ဆိုလိုချင်တာကတောင်3တန်ချပြီးတော့မှတောထဲမှာရွှေသမင်မင်းဖြစ်နေဘာဖြစ်နေဘာမင်းရွှေသမင်မင်းကတောထဲမှာနေတဲ့ဘုရားအလောင်းကသမင်ပေါင်း8000အချမ်းရံရှိဘယ်လောက်ရှိလဲအဲ့တော့သမင်မင်းရဲ့နာမည်ကရောဟဏဗါတဲ့ဒီဇတ်ကိုရောဟဏမိဂဇတ်လို့ဒီလို950နိဗ္ဗာန်တော်မှာလာပါတယ်အဲ့တော့သမင်မင်းရဲ့နာမည်ပါလဲရောဟဏအဲ့ဒီမှာသူ့ညီတော်ရှိတယ်အရှင်အာနန္ဒာအလောင်းကရွှေသမင်မင်းရဲ့ညီဖြစ်နေတယ်သူလည်းရွှေသမင်ပဲရွှေရောင်အစင်းနဲ့အသားအရောင်ကရွှေရောင်ဂျိုကငွေရောင်ဝင့်တောက်နေပြီးတော့မျက်လုံးလေးတွေကကြီးပြီးသမင်မျက်လုံးဆိုတာငကိုကလေးလှပြီးသားအဲ့ဒီအလှထဲမှာကြည်ပြီးတောက်နေကြတယ်တဲ့ခွာကလေးတွေကချိတ်ရည်ကလေးလို့หนีတွေးပြီးတော့တခါတည်းကြီးလိုက်တာနဲ့ဒီသမင်လေးတွေဟာအမတန်လှပတဲ့သမင်အမီးကဇာမဏီအမီးဖျားလို့ကြော့ရှင်းပြီးတော့အမတန်တောက်ပတဲ့သမင်တွေပေါ့အဲ့တော့ညီတော်ကသူစိတ်တာဆိုတဲ့သမင်ဟာလေဟုတ်ပြီနော်တခါနှမတော်လေးတယောက်ရှိသေးတယ်ညီမလေးတယောက်အဲ့ဒီညီမလေးကဘာလို့လဲဆိုတော့သုတနာလို့ခေါ်တယ်သုတနာဆိုရင်တဏှာနဲ့ပေါင်းပြီးတော့မှားမှာဆိုလို့သုတနာသူတဝမုဒ္ဒနာငယ်ရေးချနာသုတနာဆိုတဲ့သမင်မလေးဆိုတော့မောင်နှမဘယ်နှယောက်3ကောင်ပေါ့သမင်ဆိုတော့3ကောင်လို့နော်မောင်နှမဘယ်နှကောင်လဲ3ကောင်သမင်အချမ်းရံဘယ်လောက်ရှိလဲဒီ3ကောင်လုံးကရွှေသမင်ဟုတ်ပြီနော်အဲ့ဒီရွှေသမင်ကြီးရောဟဏကဘာလုပ်တယ်လဲဆိုတော့သူ့မှာသမင်ပေါင်း8000ရှိတဲ့အပြင်မိအိုဖအိုသမင်အိုကြီး2ကောင်ရှိဘာလို့ရှိတယ်မိအိုဖအိုအဲ့ဒါကသုတ်ဒေါဒနာနဲ့မေရောမာယာအလောင်းဟုတ်ပြီနော်ဒီဘက်ကသမင်ငယ်သူစိတ်ဓာတ်ကရှင်အာနန္ဒာအလောင်းဒီဘက်ကနမငယ်လေးသုတနာကဥပ္ပလဝံရဲ့အလောင်းသူတို့စုမိတာလေဥစဉ်ကဒါလေးဖတ်ရင်းနဲ့ရင်ထဲမှာကြည်နူးနေတယ်သူတို့ပြန်ကြည့်တယ်အဲ့ဒီဇက်ကလေးမှာရွှေသမင်က3ကောင်မိအိုဖအို2ကောင်ကိုလှုပ်ကျွေးနေတယ်မျက်ရည်တွေကိုရှာပြီးတော့ကျွေးတယ်လိုအပ်တဲ့ပြုစုမှုတွေကိုဒီသမင်3ကောင်မောင်နှမ3ကောင်ကမိဘကိုပြုစုပြီးနေတယ်ဘာပြုစုနေကြလဲ
အဲ့ဒီချိန်မှာဗာရာဏသီပြည်ကဗာမင်းဗျမရာမင်းကြီးမှာမိဖုရားကခေမာမိဖုရားဆိုတာရှိတယ်ဘယ်လိုရှိလဲခေမာမိဖုရားကတော့လေခေမာထေရီရဲ့အလောင်းတို့ဘုရားရဲ့သာသနာမှာခေမာထေရီဟာပညာအရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကခေမာထေရီနောက်ဒီဘက်ကဗာရာဏသီဗျမရာမင်းကြီးဟုတ်ပြီလားဗျမရာမင်းကြီးကရှင်သာရိပုတ္တရာအလောင်းဒီဇက်ကအတော်လှနော်ဗျမရာမင်းကြီးကဘယ်လိုလဲရှင်သာရိပုတ္တရာအလောင်းဒီဘက်ကခေမာမိဖုရားအဲ့ဒီမှာသူတို့အေးချမ်းသာရွာစာနဲ့တောထဲမှာသမင်မင်းဟာသမင်8000အချမ်းရံနဲ့တရားနဲ့ညီစွာတဲ့သူကိုယ်တိုင်ကလည်းတရားနဲ့အညီကျင့်တရားနဲ့ညီဆိုတာလူတို့ရဲ့ကောက်ပဲသိဏ္ဍာန်ကိုဖျက်ဆီးခြင်းလည်းမရှိဘူးအချင်းချင်းညီညွတ်မြတ်တအောင်လည်းအုပ်ချုပ်ထားတယ်မိအိုဖအိုကိုလည်းလှုပ်ကြွေးတယ်ကိုချင်းတရားလုံခြုံအောင်လည်းထိန်းတယ်သမင်တော့ရှင်းလိုက်အဲ့ဒါလိုထိန်းပြီးနေတော့ဒီမှာတောထဲမှာရှိတဲ့မုတ်ဆိုးတယောက်မိမွန်တာတောင်ကြီးမှာမုတ်ဆိုးနဲ့အလုံးနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တယောက်ကဒီသမင်နေတဲ့နေရာကိုတွေ့သွားတော့ရွှေသမင်ကိုကြည့်ပြီးတော့သူကသိပြီးတော့မျက်နှိုးနဲ့တန်ဖိုးထားတယ်ဆိုတော့ရွှေသမင်မင်းကိုမြင်နေမဖမ်းဘူးသူ့သားကိုမှာထားခဲ့တယ်ငါသားဟောဒီတော်ထဲမှာဒီလိုသွားဒီလိုလာဒီလိုသွားငါအမတ်သားတွေလှုပ်ထားတယ်အဲ့ဒါလို့သွားလိုက်လို့ရှိရင်သမင်တို့နေရာဌာနကိုရောက်အဲ့ဒီမှာရွှေသမင်ကြီးအမတန်လှပတဲ့ရွှေသမင်ကြီးခြံရံတဲ့သမင်8000ရှိအဲ့ဒါလေးမင်းမှတ်ထားဆိုပြောပြီးတော့သေသွားပြီးတော့ဒီမုတ်ဆိုးသားကပဲမုတ်ဆိုးဆက်လုပ်တာပေါ့မုတ်ဆိုးနာနီတန်ဃာနာနီဆက်လုပ်တဲ့အချိန်ကလေးမှာဖြစ်ချင်တော့ဒီမှာခေမာမိဖုရားကတညမှာအိမ်မက်ကဘာလဲဆိုတော့အိမ်မက်ထဲမှာသူ့ကိုရွှေသမင်ကြီးတကောင်ကတရားဟောဘယ်သူကတရားဟောရွှေသမင်ကြီးတကောင်ကသူ့ကိုတရားတွေဟောတော့တရားတွေနာနေတော့တရားနာလို့ကောင်းနေတော့တရားမပြီးခင်တရားနာကောင်းနေတော့မှရွှေသမင်ကြီးကဖြတ်ဆိုပြောက်သွားတော့ဟဲသမင်ဖမ်းကြသားဆိုပြီးတော့အော်ရင်းနဲ့လန့်နိုးလာဟုတ်ပြီနော်အဲ့တော့ဘေးကစောင့်နေတဲ့အချမ်းရံမောင်းမမိတ်တန်တွေကမိဖုရားဘယ်လိုဖြစ်တာလဲဟောဒီနန်းတော်ကြီးထဲမှာလုံခြုံလုံးလို့လေတောင်ဝင်ဖို့ထွက်ဖို့မလွယ်ဘူးအဲ့တော့ဒီထဲမှာဘယ်သမင်ဖမ်းခိုင်းတာလဲဆိုတော့သူ့ကိုယ်သူဒါအိမ်မက်နေတာပဲသိသွားတော့ဒီသမင်ရဲ့တရားကိုသူနာခြင်းဘာလို့လဲရှင်းတယ်နော်သူတော်ကောင်းတရားကိုမျက်နှိုးသူတွေဟာဒီမှာဓာတ်ခံကိုကကောင်းလာတယ်အိမ်မက်ထဲမှာတရားနာလိုက်ရတာနဲ့သူဘာဖြစ်ခြင်းလဲတရားနာခြင်းနဲ့ဆန္ဒတွေပြင်းပြလာတော့သူမောင်တော်ဒီဘယင်ကြီးကိုပြောမယ်ဆိုတော့လေအိမ်မက်မက်တာလို့ပြောရင်သူဟာသလှုပ်လိုက်ဟုတ်ပြီနော်မင်းဟာကွာအိမ်မက်ကိုအဟုတ်မှတ်လို့ဆိုပြောလို့လိုက်ရင်သူတရားနာခြင်းနဲ့ဆန္ဒကနာလို့ရမှာမဟုတ်သူ့ကိုယ်သူလည်းယုံကြည်ထားတယ်လောကမှာသာသနာ့ဘဖြစ်နေတော့တရားဟောမဲ့ပုဂ္ဂိုလ်ကမရှိတော့ဒီလိုမြင့်မြတ်တဲ့သားသမင်တရားဟောတတ်တဲ့ပုဂ္ဂိုလ်ရှိရမယ်ရှိလို့ငါအိမ်မက်မက်တာဟုတ်ပြီနော်အဲ့တော့အဲ့ဒါငါဘယ်လိုလုပ်ရမလဲဆိုတော့သူ့ဟာသူအကြံပန်လုပ်ပြီးတော့မိမတို့ရဲ့မာယာနော်လာပြီနော်ဘာလဲမိမတို့ရဲ့မာယာဆိုတာဘာလဲနားလိုက်မယ်နော်သူတို့ရှရောခမရောက်ဘူးထင်တယ်နော်ရှရောခမှာမာယာ1 2ဟောတာတယ်အဲ့တော့မာယာဆိုတာလှည့်စားယုံတက်မဟုတ်ဘူးပရိယေဘာလဲမာယာဆိုတာပရိယေသုံးတယ်ကိုလိုချင်တာတစ်ခုအတွက်လိုချင်တာရအောင်ကိုဖြစ်ချင်တာတစ်ခုအတွက်ဖြစ်ချင်တာဖြစ်အောင်ရှင်းတယ်နော်လှည့်ပတ်တာလိမ်လေတာတက်မဟုတ်ဘူးအဲ့တော့မိဖုရားမာယာသုံးတယ်ပရိယေသုံးရမယ်စဉ်းစားတယ်အိမ်မက်ထဲမှာဒီလိုရှိလို့မောင်တော်ရဲ့ရွှေသမင်ရှာပေးပါလို့ပြောရင်ဟောရှာပေးမှာမဟုတ်အဲ့တော့ငါဘယ်လိုလုပ်ရမလဲဆိုသူ့ဟာသူနိပရိယေရှာလိုက်ပြီးတော့နေမကောင်းကြအောင်ဆောင်ဘာလို့လဲနေမကောင်းကြအောင်ဆောင်တော့မောင်တော်ကလာပြီးတော့နမတော်ဘာဖြစ်တယ်လဲမိဖုရားဘာလို့ချင်းတယ်လဲဘာဖြစ်နေတာလဲနေမကောင်းဘူးလားသမားတော်ခေါ်ရမလားမဟုတ်ပါဘူးနေလို့ကကောင်းပါလေဒါပေမဲ့ဆန္ဒတစ်ခုဖြစ်နေတယ်ချင်းတစ်ခုဖြစ်နေတယ်ဘာဖြစ်တယ်လဲပြောသားဆိုတော့ရွှေသမင်ရဲ့တရားကိုနာခြင်းနဲ့ဘာလဲသမင်ကြီးကဟောသလိုဂျိုရောင်ကငွေရောင်
မျက်လုံးကကြည်တောက်ပြီးတော့အမတန်လှပပြီးတော့ရွှေရောင်ခန္ဓာကိုယ်နဲ့နေသွေးတဲ့ချိတ်သွေးလိုခွာလေးတွေနဲ့အတူဇာမဏီအမိပြားလို့အမတန်လှတဲ့ရွှေသမင်ကြီးတကောင်ကသူ့ကိုတရားဟောတယ်လို့ဆန္ဒဖြစ်နေတယ်အဲ့ဒီချင်းချင်းအတွက်ရွှေသမင်တရားနာကျင်နေတာဆိုတော့အိုးမင်းဟာအတိတ်ပဲမရှိယူကြောင်ကြောင်နဲ့ဒီလိုပဲလာမှာပဲမဟုတ်လားခင်ဗျားတို့ကျိုးတို့ဆိုတာဇဲတောင်ဆဲလိုက်အောင်မယ်ယူနေဗလားမသိပါဘူးနော်စိတ်တစဆေးုံပို့လိုက်ဒီလိုလှုပ်ရှင်လှုပ်နေမှာအဲ့တော့သူကဘာပြောလဲဘယင်ကဟိုယူကြောင်ကြောင်နဲ့အတိတ်ပဲမရှိတာမင်းကသမင်ရပဲတရားဟောမလို့ရွှေသမင်ငါလည်းမကြောက်ဘူးရှိမှလည်းမဟုတ်ဘူးမင်းလျှောက်ပြောမနေနဲ့ဒါဆိုရင်တော့မောင်တော့သဘောပဲသမင်တရားမနာရင်တော့ဒီအိယာဘောကမထားတော့ဘူးသမင်လည်းမစားတော့ဘူးရေလည်းမလောက်တော့ဘူးအသက်အသေးခံလိုက်တော့မယ်တရားနာဖို့အတွက်အသက်နဲ့ထပ်တူရှင်းသလားတရားနာဖို့အတွက်ပါလေအသက်နဲ့ထပ်တူတဲ့ဆိုတော့မလုပ်ပါနဲ့ဘာညာချောမဘလို့မချောလို့မရတော့ဘူးရွှေသမင်ဖမ်းပေးရင်ရွှေသမင်ကိုပင့်ပေးရင်ပင့်ပေးမပေးရင်ရှင်းသလားအဲ့တော့တရက်လည်းထမင်းမစားနှစ်ရက်လည်းထမင်းမစားဆိုဘယ်သူမို့လို့ခံနိုင်မှာလဲနော်လောကမှာမန်နေဂျာခိုင်းရင်အကုန်တော့ခင်ဗျားတို့အိမ်မှာအိမ်တော်ဦးစီးရယောက်ျားလားမိန်းမယောက်ျားတယ်မရှိဘူးပြောတာကြည့်တို့တော့မထင်ပါဘူးကျောင်းလာတယ်ဆိုတခါလေးတပည့်တော်တို့ဘာလူအောင်မှဖျက်နေဦးတိုင်မလိုက်ဦးမယ်နော်ကျောင်းလာကြတဲ့ဘုန်းကြီးဘာစားစရာရှိတော့ဝိုက်ဖို့လောက်လာတာတို့လာသဘောပါလားတခါလေးလာရင်လေအမလေးကြည့်လိုက်ရင်ဘာစားစရာရှိတော့ဘုန်းကြီးဘာလေးစိုးမှတော့ကိုတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြီးကျောင်းဟာအကုန်လီးပြီးပြန်သွားတခါလည်းမလာရင်ဘုန်းကြီးလူစရာပါလာပြီရှင်းလားလူပြီးတပည့်တော်တို့ဘာလိုနေတာဘုန်းကြီးဘာလိုလဲဘာလိုနေတာကွဆိုရင်မမဗျာခဏနေရမယ်ဆိုတောက်လျှောက်သူတိုင်ပင်စရာမလိုဘူးဒါမှမဟုတ်ဒီအိမ်တော်ဦးစီးဘယ်သူလဲစဉ်းစားရှင်းသလားဆိုနောက်ကမန်နေဂျာကျိုးကင်ထားတာဟုတ်နော်အဲ့တော့ဒီမှာမန်နေဂျာကမထတော့ဘူးဆိုမှတော့ဒီဘယင်ဘာမှမတတ်နိုင်ဘယင်ဆိုတာဘယ်သူခိုင်းတာလို့တို့တော့ဒီလိုဘယင်မျိုးဖြစ်ချင်ပါရှင်းလားကြိုက်ရှိစေအဲ့တော့ဒီမှာရွှေသမင်တရားမနာရရင်မထားတော့ဘူးဆိုတော့ဘယင်အကြက်ရိုက်အဲ့တော့ညီလာခံမှာမေးရပြီမူကြီးမရတွေကိုကဲမင်းတို့ရွှေသမင်ဆိုတာကြားဘူးလားမကြားဘူးပါဘူးပေါ့ဒါပေမဲ့လောကမှာမရှိနိုင်ဘူးလားဆိုတော့မရှိနိုင်ဘူးလားတော့မဟုတ်ဘူးရှိနိုင်တယ်ဟုတ်ပြီနော်ကြားတာတော့မကြားဘူးကျွန်တော်မျိုးတို့ဘုံကံနဲသည့်အလျောက်ရွှေသမင်ကြားဘူးပါဘူးမြင်လည်းမမြင်ဘူးပါဘူးဒါပေမဲ့မရှိနိုင်ဘူးလားဆိုရင်ရှိနိုင်တယ်အဲ့တော့ငါကြီးမိဖုရားကဒီလိုဆန္ဒဖြစ်နေတဲ့အတွက်မင်းတို့စုံစမ်းကြစမ်းကွာရွှေသမင်သတင်းပေးနိုင်တဲ့လူကိုဆုတော်လက်တော်ပေးမယ်နေရာပြနိုင်ရင်ရွာသားအရာပေးမယ်ရွှေစင်နတ်ခတ်တရားပေးမယ်ကျွဲဘဏကောင်နွားဘဏကောင်ပေးမယ်ပေါ့လေဟုတ်ပြီနော်အဲ့ဒါတခါနဲ့စုချင်းငွေတရားစားထုတ်ပြီးတော့တိုင်းကလဲလဲပြလိုက်တော့ဒီရွှေသမင်သိတဲ့လူရှိမရှိဟိမွန်တာတောင်ဇက်ကဒီမှာမုတ်ဆိုးရွာကလေးမုတ်ဆိုးကဒီသတင်းကြရောဟာငါအဖေပြောသွားတာရှိတယ်ငါတော့မမြင်ဘူးအဲ့တော့ဒါနဲ့ရှင်ဘုရင်စီလိုက်ပို့ပေးပါဆိုခေါ်သွားရှင်ဘုရင်စီရှေ့ရောက်တော့မုတ်ဆိုးတင်ပါလို့စားတယ်မုတ်ဆိုးပါရွှေသမင်ငါပြောတဲ့ရွှေသမင်မျိုးမမြင်ဘူးလားကျွန်တော်ကိုယ်တိုင်တော့မမြင်ဘူးအဖေကရှိတဲ့နေရာပြောသွားတယ်ပြောလဲအမှန်ပဲဟုတ်ပြီနော်အဖေကရှိတဲ့နေရာပြောသွားတယ်ဆိုတော့ဘယ်မှာရှိတယ်ဟိမွန်တာတောင်3တန်ကြော်ပြီးရင်ရှိပါတယ်ရဲဒါဖြစ်ရင်မင်းခုတည်င်းပေးတဲ့အတွက်စုငွေတတ်မှတ်ထားတဲ့အတိုင်းရော့ရွှေစင်တရားတည်င်းပေးတာနဲ့ပေးတာဒီဘယင်ကဂရိတည်တယ်ဂရိမတည်တဲ့ဘယင်တွေရှိသေးသလားလို့ပြောရတာဟုတ်ဗျာနော်တော့ဘယင်အကြောင်းပြောတယ်ဆိုတော့လွယ်တာမဟုတ်ခုခေတ်ဘယင်မရှိလို့ပြောရတာဘယင်ရှိပြောကုန်ပြောရဘူးအဲ့တော့ရှင်ဘယင်ကဂိုင်းရော့မဲစုငွေအဲ့ဒီသားသမင်ကိုရအောင်ဖမ်းလာခဲ့အရှင်ဖမ်းလာရင်မင်းကိုစုငွေဘာပေးမယ်ရအောင်ဖမ်းခဲ့ဆိုတော့ရွှေသမင်ဟာအဖေပြောသလိုဆိုရင်အမတန်အင်အားကြီးပါတယ်သူ့မှာလည်းအချမ်းရံ8000ရှိတယ်လို့ဆိုပါတယ်အဲ့တော့ရွှေသမင်ကိုမိအောင်ဖမ်းဖို့ဆိုတာကျွန်တော်မျိုးအာမမခံရပါဘူးသို့တော့မမိပေမဲ့ရွှေသမင်ကိုရအောင်ဖမ်းဖို့ဆိုရင်ရခဲ့ရင်သရေဖြစ်ရင်လည်းယူခဲ့မယ်ဂျိုဖြစ်ရင်လည်းယူခဲ့မယ်ခွာဖြစ်ရင်လည်းယူခဲ့မယ်နောက်ဆုံးဘာမှမရနိုင်ရင်အမွေးလေးတော့ပါအောင်ယူခဲ့ပါမယ်ရှင်းလားဟ
ဘာလို့ဆိုဘလို့ရင်ဆိုင်ရမှာမသိသေးတော့မဟုတ်ဆိုရတယ်သူကရဲအာမမခံရဘူးအဲ့တော့ကောင်းပြီရွှေသမင်ကိုငါတို့သိရရင်တော်ပြီဘာကိစ္စနဲ့ဖန်ခိုင်းတာလဲမေးတော့မိဖုရားကရွှေသမင်တရားကိုနာကျင်လို့ကောင်းပါပြီဆိုမဟုတ်ဆိုသွားတယ်တော်တယ်ကိုနော်အချိန်သိမရှိလို့သိချဲ့လို့တော့မရဘူးအဲ့တော့မဟုတ်ဆိုတော်တယ်ကိုသွားတယ်ရွှေသမင်တွေရှိတဲ့နေရာကိုသူ့အဖေပြောတဲ့အတိုင်းသွားတွေ့ပြီတွေ့တော့သမင်တွေရဲ့အခြေအနေကိုလေ့လာတယ်ဘလို့ဖမ်းရင်ရနိုင်လဲဒီ8000ခြံရံထားတဲ့ရွှေသမင်ကိုဆိုတော့အလုံးထဲကလည်းကြီးကြီးလှမလှဒီရွှေသမင်ကြီးမြင်လိုက်ကြတဲ့ဒါပဲသိတယ်ဆိုတော့ချောင်းလိုက်တော့သူအကွက်တစ်ခုသွားတွေ့တယ်ရွှေသမင်တို့တောင်ရဲ့အလဲကောင်းမှာတော့ရေတော့ဆင်းတဲ့ရေကန်ကြီးတစ်ခုရှိအဲ့ဒီရေကန်ကြီးနားမှာဒီသမင်ကိုဖမ်းရင်ရပြီဆိုတာသူသိတော့တရေလွန်ကျိုးကိုခိုင်ခိုင်ကြစ်တာမန်သမင်ဖမ်းတဲ့ကျိုးနဲ့မရဘူးအဲ့တော့ခိုင်ခိုင်မာကျိုးကြစ်ပြီးတော့ကြော့ကွင်းထောင်ထားလိုက်ကောင်းပြီဘုရားအလောင်းတို့ရေတော့ဆင်းလာတယ်ဘုရားအလောင်းကြော့ကွင်းမိလိုက်တော့ရွှေသမင်ကြီးကြော့ကွင်းမိလိုက်တယ်ဆိုရင်ပဲဒီနေရာလေးဦးဇင်းတို့ရွှေသမင်ရဲ့အချမ်းရံဘယ်လောက်ရှိလဲအခုသူတို့ဘာလုပ်လာတာလဲဆိုတော့ရေတော့လာအဲ့တော့သမင်ကြီးကသူ့ကြော်ခွင်းမိလိုက်တာနဲ့သိပြီဟာငါထောင်ချောင်းမိပြီတဲ့ဒီအချိန်မှာငါကြော်ခွင်းမိပြီလို့អော်လိုက်ရင်ဒီသမင်ကြီးရေတော့ရမှာမဟုတ်ဘူးတဲ့ဆိုပြီးတော့သူကသူ့နောက်လိုက်ငယ်သားတွေကိုငဲ့ညာတဲ့အနေနဲ့မိထားတဲ့ကျိုးကိုမမိအောင်ပြုတ်ပြီးတော့ရေတော့ဆင်းတယ်လို့ရေတော့တယ်လို့ပြုတ်နေလိုက်ခေါင်းဆောင်ခေါင်းတို့ရဲ့စိတ်ဓာတ်ရှင်းသလားဘာစိတ်ဓာတ်သူကလည်းသူ့တပည့်သားမြေးတွေပေါ်မှာဘာနဲ့ထတ်တူအသက်နဲ့ထတ်တူငါသေးရင်သေးပါစေငါဤတပိသားငါဤနောက်လိုက်နောက်ပါလေအချမ်းရံနေချမ်းချမ်းသာသာရှိပါသေးဆိုရေတော့ပြီးတဲ့ဒီစောင့်ပြီးတော့မှအားလုံးရေတော့ပြီးအပေါ်ပြန်တက်ဖို့အမူအရာတွေရှိလာပြီဆိုတော့မှယုံကြည့်လိုက်တယ်သူပထမတစ်ချက်ယုံတယ်အရေကွန်စုပ်ပြတ်သွားတယ်ဘာဖြစ်သွားလဲအပေါ်အရေစုပ်သွားတယ်နောက်တစ်ချက်ယုံကြည့်လိုက်တယ်အသားတွေစုပ်ကုန်ဘာတွေစုပ်ကုန်အင်အားကအမှန်တန်ကြီးတယ်ဟိုကလည်းသိတယ်မဟုတ်ဆိုကအပိုင်သေးလွန်ကျိုးကိုအကောင်းဆုံးသူပြုကြစ်ထားတယ်အဲ့တော့နောက်တစ်ချက်ဆောင်းယုံလိုက်တဲ့အခါအကျော်တွေပါပြတ်သွားဘာတွေပါပြတ်တယ်ကျော်တွေပြတ်တော့နောက်တစ်ခါယုံရင်ခွာပါပြုတ်ဖို့ပဲရှိတော့အဲ့တော့သမင်မင်းတို့မိဒီမှာလဲခွာပြုတ်ပြီးခြေကြိုးကြီးဖြစ်နေလို့သိအဆင်မပြေဘူးရှင်းသလားအဲ့တော့အိန္ဒြေလည်းစောင့်အောင်မယ်ဆိုတော့ကဲငါအချက်ပေးမှဖြစ်တော့မယ်ဆိုတော့မှအကျော်ပါပြတ်တော့မှဟေးငါထောင်ချောင်းမိပြီဒါလူလိုអော်တာသမင်လိုတော့ဘလို့អော်မလဲတို့လည်းမသိဘူးရှင်းသလားငါမှဒန်းထောင်ချောင်းထဲရောက်နေပြီဟေးအန္တရာယ်ရှိတယ်ပြေးကြဆိုတော့အကုန်ပြေးတာသမင်နေသုံးစုခွဲပြေးတယ်ဘယ်တော့ပြေးလဲသုံးစုဝရုံသုံးကားနဲ့ပြေးလိုက်ကြတော့အန္တရာယ်ရှိတဲ့အတန်ကိုကြားရတဲ့ပြေးတဲ့အခါမှာသူစိတ်ဓာတ်ဆိုတဲ့ညီတော်ကပြင်းရင်လွှားရင်နဲ့သမင်အုပ်ထဲမှာလိုက်ကြည့်တယ်သူ့ကိုကအကောင်ထင်လဲကြည့်တယ်ဂျိုကလည်းအမတန်ထူးခြားလှပတယ်ဆိုကြည့်လိုက်တာနဲ့သိတာပြေးတဲ့ထဲမှာသူ့ကိုမပါဘူးဟိုက်ဒါဆိုရင်အန္တရာယ်ကြောက်ရောက်တာငါ့ကိုပဲဖြစ်ရကြံတဲ့သမင်တွေအကုန်လွတ်တယ်ငါ့ကိုပါမလာဘူးပြန်မယ်ဆိုပြီးတော့တခါနဲ့သမင်အုပ်ထဲကနေပြန်ခွက်ထွက်လာပြီးတော့ကြည့်လိုက်တော့သူ့ကိုကရေစက်နားတယ်ကြော်ခွင့်မိချက်ချင်းပြန်ပြေးလာဟုတ်ပြီနော်သူကဘသူအလောင်းတော့ရှင်အာနန္ဒာအလောင်းမမေ့လိုက်နဲ့ရှင်းလိုက်အဲ့တော့သူတို့ဟာဒီသမင်8000ဟာဘသူအဆုံးမအောက်မှာနေတာလဲဘုရားအလောင်းရဲ့အဆုံးမဘသူစောင့်ရှောက်မှုအောက်မှာလဲဒါဖြင့်သမင်အလုံးတို့ရဲ့ဘာခေါ်မလဲကျေးဇူးရှင်ဘယင်မလို့ဆမ်းမလဲဘယင်နေလျှောက်ပြောခြင်းနဲ့တော့ကျေးဇူးရှင်ရှင်းသလားသမင်မင်းဆိုတာကအလုံးကိုအုပ်ချုပ်ထားတဲ့လူပုဂ္ဂိုလ်မလို့မင်းလို့ပြောရပါမယ်အလုံးဣပါလေဒါလို့ချင်းတာရှင်းသလားအခုကြည့်လေသူသမင်တွေထောင်ချောင်းမိထားတာတောင်ရေမတော့ရမှာဆိုလို့မမိတဲ့ပုံစံနဲ့နေခဲ့တယ်ဒါတော့စောင့်ရှောက်ပေးတယ်ရှင်းသလားအဲ့ဒါနဲ့ညီတော်ပြန်လာတော့လည်းညီတော်ဒီမှာအန္တရာယ်ရှိတယ်ငါမှဒီမှာအသားတွေရောအကြောတွေရောအရည်တွေရောအကုန်ပြတ်သွားပြီအဲ့တော့ဒီနားမဟုတ်ဆိုးမကြခင်ရောက်လာမယ်မင်းမလာနဲ့ပြန်သမင်တွေကိုစောင့်ရှောက်သမင်တွေနဲ့အတူနေပါမပြန်ဘူးကျေးဇူးရှင်ကိုပြစ်ပြီးတော့ပြန်တယ်ဆိုတာလူအလုံးမဟုတ်ဘူးလို့ပြောရမလားဆိုတော့လေသူတို့ကတိရစ္ဆာန်တွေဖြစ်နေပြန်ရောရှင်းသလားဒါကကျေးဇူးရှင်ဒုက္ခရောက်နေတာကိုဒုက္ခရောက်နေမှပြစ်ပြီးသွားတာဟာလူယုံမာတွေရဲ့အလုပ်တဲ့ယုံမာသောပုဂ္ဂိုလ်တို့ရဲ့အလုပ်ပေါ့ရှင်းသလား
ကျွန်တော်ဟာတဲ့အရှင်သမင်မင်းရဲ့ညီးတဲ့တေမာအတွက်နဲ့တော့ကျေးဇူးမကမ်းနိုင်ဘူးဘာနဲ့ထပ်တူကျင်တတ်သလားဘာနဲ့ထပ်တူလဲကျေးဇူးမကမ်းနိုင်ဘူးမစွန့်နိုင်ဘူးဆိုပြီးတော့သူ့ကိုယ်ဒီမှာထောနဲ့ဖြစ်နေပြီခြေထောက်တစ်ဖက်ကမယုံနိုင်တော့ဘူးဆိုတာသိတော့ညာဘက်နံပါတ်ကနေခန္ဓာကိုယ်နဲ့လာကပ်ပေးတာကြီးညိုကြီးဘုရားအလောင်းတော်ရဲ့ဇတ်တော်မှာဘလောက်ကြီးညိုစရာကောင်းတယ်သူတော်ကောင်းတွေဘလို့ကြစ်ဆောင်သွားကြတယ်ဆိုတာခင်ဗျားတို့နာပြီးရင်မေ့ပလိုက်ခုနာကောင်းအောင်ဟောရလားဘာလို့ဖို့လို့ကိုယ်တိုင်ကျင့်ဖို့အဲ့တော့မှသမင်ကြီးကငါညီတဲ့ငါတို့နှကောင်လုံးပြည့်စည်လို့မဖြစ်ဘူးလေကွာမိအိုဖအိုရှိသေးတယ်ငါတို့နှကောင်လုံးသိသွားရင်အမေဖေဘယ်သူပြုစုမလဲတဲ့ပြုစုတာတပိုင်းအမေနဲ့အဖေကျေးဇူးကိုလည်းသိပါ၏ဒါပေမဲ့အကိုမှလက်တလောဒုက္ခရောက်နေတယ်ကျွန်တော်ဖယ်မသွားနိုင်ဘူးအကိုနောက်ထပ်ကျွန်တော်ကိုမောင်းမလို့ပါနဲ့ဆိုပြီးတော့ဘေးကနေကပ်ပြီးမှီပေးထားတယ်အဲ့ဒီသမင်အုပ်ထဲမှာပြေးရင်းနဲ့ဒီမှာညီမလေးဘယ်သူလဲသုတနာဘယ်သူလဲသုတနာကြည့်ပြန်တယ်ဟာငါအကိုနှကောင်ပါမလားနော်ဒီကိုနှကောင်မဲ့ဒုက္ခရောက်တာဖြစ်ရမယ်အကိုရင်ဒုက္ခရောက်ပြီးညီမကလွတ်တဲ့အဓိပ္ပာယ်မရှိဘူးပြန်မယ်သမင်အုပ်ထဲကနေပြန်ပြေးလာဟာဒီမှာတွေ့ပြီနှကောင်တွေ့လိုက်တော့ပျော်ပြီးသူကပြေးလာတော့အကိုကြီးကညီမလေးဒီမှာငါတို့ဒုက္ခရောက်နေတယ်ငါကြော့ခွင်းမိထားတယ်ဒီမှာညီငယ်လည်းရှိနေပြီမင်းမပူနဲ့ပြန်ဒီနာအန္တရာယ်ရှိတယ်မဟုတ်ဆိုးလာတော့မယ်မပြန်နိုင်ဘူးကျေးဇူးရှင်ဒုက္ခရောက်နေမှသိရတဲ့နဲ့ပြစ်ပြီးပြန်တာဟာယုံမာသောအကျင့်လို့ခေါ်တယ်အကိုကြီးတဲ့အကိုကြီးပဲဆုံးမထားတာပြန်မှုတယ်မိမ့်မပဲမဲ့တတ္တိရှိတယ်နော်ဘောပါသလားဘာပဲဖြစ်သူလည်းသမိန်အမပဲလေရှင်းတယ်နော်အဲ့ဒါလာတဲ့ပြီးတော့လက်ဝဲပဲနှစ်ပေးကပြန်ညှပ်ပေးတာဘောပါသလားသမိန်ဘယ်နှကောင်ဖြစ်သွားရွှေသမိန်လေးကြီးပဲသုံးကောင်လုံးကရွှေသမိန်ရွှေရောင်အစင်းနဲ့အမတန်လှပြီးတော့ဘုံကံအပြည့်နဲ့ပုဂ္ဂိုလ်အဲ့တော့ရွှေသမိန်သုံးကောင်မိတာတော့ညီမလေးပြန်တဲ့ကြောက်တတ်တဲ့နှမအခုအန္တရာယ်ကြီးမားဆက်ရောက်နေပြီမင်းမိဘကိုပြုစုကြည့်ပါအကိုတို့နှစ်ယောက်မရှိရင်မိဘကိုဘယ်သူပြုစုမလဲမင်းပြန်အဲ့ဒီအပိုင်းကနောက်ပိုင်းတဲ့လောလောဆယ်ဒုက္ခရောက်နေတာအကိုကြီးတဲ့နောက်ထပ်မနေနဲ့မပြန်ဘူးတဲ့သူကလည်းဗါတဲ့ဒီလိုလုံးစမ်းမှာဘာနဲ့ထပ်တူလဲတန်ဖိုးထားတယ်ဖယားအလောင်းတော်ကိုနော်ဘာဟုတ်လဲခုခင်ဗျားတို့တို့အလောင်းတော်ကိုယ်ဝင်နေတာလားဖယားကိုယ်ဝင်နေတာလားရှင်းသလားညနေရတကာတယောက်လာမေးတယ်အရှင်ဘုရားဘုရားပြိဋိဘံဆံသွားပြီဆိုတာဟုတ်သလားတဲ့သူကတော့ဒီလောက်ပြည့်ပြည့်စုံစုံမေးပါဘူးသူ့စာကုန်မေးပေးတာနော်ဟုတ်တယ်ပြိဋိဘံဆံသွားပြီပြိဋိဘံဆံသွားရင်ယုံနာရှိသေးလားမရှိတော့ဘူးဒါဖြင့်ဘုရားကိုစွန့်ကပ်လို့အကျိုးရှိပါမလားတဲ့ဟောတယ်လို့လားရှင်းတယ်နော်ဘုရားစွန့်လာဖုံးနိုင်သေးလားတဲ့ဟာယုံနာခန္ဓာပြိဋိဘံဆံသွားမှဘယ်လိုလုပ်ဖုံးမလဲလို့ဒါဖြင့်စွန့်ကပ်တာအကျိုးရှိသလားတဲ့ရှိတယ်ကွာရှင်းတယ်နော်ဖယားလာဖုံးသည်ဖြစ်စေမဖုံးသည်ဖြစ်စေငါတို့စားဦးစားပြားကိုဖယားအတွက်ကျေးဇူးရှင်အတွက်ရည်မှန်းပြီးတော့ပူဇော်တာဖြစ်တဲ့အတွက်ဖယားလာစားစရာမလိုဘူးတို့စေတနာကကုသိုလ်ရပြီးသားရှင်းလားရှင်းပါဗျာသဘောပေါက်သလားပေါက်ပါဗျာကံဆိုတာစေတနာกว่าလို့စေတနာမှန်တဲ့ကံတရားလို့ငါတို့ရဲ့ကျေးဇူးရှင်တန်ဖိုးအရှိဆုံးပုဂ္ဂိုလ်ကျေးဇူးရှင်ကြီးမို့လို့ငါတို့ရဲ့စားဦးစားပြားကိုရည်မှန်းပြီးမလုပ်တာလူဒန်းတာရှင်းသလားဖယားဆွန်းတော်ကပ်ပြီးမှထမင်းစားတယ်တနည်းအားဖြင့်ဖယားဆွန်းလိုက်တဲ့ဆွန်းကြံကုန်မှစားတယ်ဆိုတာငါတို့ရဲ့ကျေးဇူးသိတတ်သောပုဂ္ဂိုလ်တို့ရဲ့အလုံးလို့ရှင်းသလားအဲ့တော့ဖယားကိုဆွန်းလူတာကုသိုလ်ရမရရေလူတာကုသိုလ်ရမရပန်းလူတာကုသိုလ်ရမရရှင်းရလားယုံသလားတန်တရားများရှိသေးလားဖယားလာမဖုံးလို့များကုသိုလ်မရဘူးလို့ဆိုကြသလားလောကမှာဒီလိုအတွေးခေါင်တာတွေလည်းရှိတတ်ပါတယ်အဲ့ဒါကြောင့်ရမ်းပြီးမခေါင်ပါနဲ့ခေါင်ရင်သာသနာကွယ်သွားမယ်ဖယားစွန်းတော်ကတ်เสียမလိုဘူးဆိုနောက်ကြော့เสียမလိုဘူးလာပါတော့
ရှင်းသလားကြောစရာမှမလို့ရင်စကားလဲနားမထောင်ဘူးကွာလို့တော့မှာပေါ့ရှင်းလားဘောမဟုတ်ဘူးငါညီလို့ဆိုတော့မှတပည့်တော်သဘောပေါက်ပြီတဲ့အေးဒီတိုင်းပဲတို့တွေ့ရတာကအလောင်းတော်မဟုတ်ဘူးကွာဘာလဲဖယားရှင်းသလားဖယားအဆုံးမတွေ့ရင်ဘာနဲ့တွေ့တာပဲလဲဖယားနဲ့တွေ့တာအဆုံးမကိုလိုက်နာကျင့်သုံးပြီဆိုတော့အဲ့ဖယားကျေးဇူးကိုမှရှိမရှိဖယားသည်လောကကြီးကျေးဇူးရှင်ဟုတ်မဟုတ်ရှင်းသလားဖယားဟာသူ့လူငါလူခွဲပြီးတော့ဗုဒ္ဓဘာသာမှတရားဟောတော်တာလားတတ္တဝါအလုံးတို့ဟောတော်တာမဟာကရုဏာတော်ရှင်အယုတ်အလတ်အမြတ်မရွေးရှင်းသလားဒီနေ့တရားတော်တွေနာပေးနေတာဗုဒ္ဓဘာသာဟောဝင်လေအတွက်တင်ဟောနေတာလားမဟုတ်ပါဘူးလိုက်နာကျင့်သုံးသူအလုံးတို့အကျိုးရှိမယ်ဗုဒ္ဓဘာသာခံယူခြင်းခံယူမခံယူခြင်းတွေဘာမှပြဿနာမရှိဘူးရှင်းလားသဘောပေါက်သလားဗုဒ္ဓဘာသာလက်မှတ်ထိုးထားပြီးတော့ကိုယ်ရုပ်ကာယလျှောက်လုပ်နေတဲ့လူတွေနဲ့စာရင်လက်မှတ်မထိုးဘဲနဲ့ဘုရားအဆုံးမခံယူတဲ့လူကပိုမြင့်မြတ်ပါတယ်ခင်ဗျရှင်းလားသဘောပေါက်သလားအားလုံးကျင့်တတ်သလားငါတို့ကတော့အသက်နဲ့တတ်တယ်သာသနာတော်အတွက်သုံးမယ်ကလားအသက်ပါပေးထားတယ် ready ပဲရှင်းတယ်နော်သဘောပေါက်သလားဒီမှာအလောင်းတော်တွေကိုဘယ်လောက်တန်ဖိုးထားကြတယ်ကြည့်ပါသဘောပါသလားလာပါပြီမဟုတ်ဆိုးကြော်ကွင်းမိနေပြီသမင်နေပြေးပြီသိတာနဲ့တခါလှန်တန်ကင်ပြီးတော့ပြေးချလာအနီးမှာမနေရဘူးသမင်နေသိပ်ပါတဲ့အတွက်အနီးမှာမဟုတ်ဆိုးရှိတယ်ဆိုရေတောက်မှာမဟုတ်တော့အဲသူအဝေးကနေပြေးလာတော့လှန်တန်နဲ့ကင်ကြည့်လိုက်တယ်သမင်ဘယ်နှကောင်ဖြစ်လဲဟာငါလုထတာကြော်ကွင်းဟာတခုတည်းတခုဘယ်နှကောင်မိလဲဟာငါတော့ပွားဖေးပေါ့ပြေးလာရင်လည်းကြည့်လိုက်တော့မိတာကတကောင်နဲ့ဘေးကနှစ်ကောင်ကမေးထားပေးတာထောက်ထားပေးတာကြားကန်ထားပေးတာဆိုတော့အံ့ဩသွားတယ်ဟာဘယ်လိုဖြစ်တာလဲတဲ့ငါထောင်တာတခုလေးတဲ့မင်းတို့သုံးကောင်ဘာလို့မိနေသလဲလမ်းမေးတယ်မေးတော့မှဟိုသုံးကောင်ကအေးတဲ့မိတာငါတို့အကိုကြီးပဲတဲ့ဒါပေမဲ့အကိုကြီးဒုက္ခရောက်နေလို့ငါတို့ကာကွယ်ထားတာဆိုတော့မုတ်ဆိုးကလှန်လေးပြစ်ချဘာလို့မုတ်ဆိုးကလှန်လေးပြစ်ချဘာလို့မုတ်ဆိုးကလည်းသူတော်ကောင်းမုတ်ဆိုးမှုလို့ပေါ့ဗျာဘာလဲသူကလည်းပေါ့မဟုတ်ဘူးစန္ဒအမတ်အလောင်းရှင်းသလားဖားဘက်တော်မြင်မီဆွဲမောင်စံအလောင်းပေါ့မှမဟုတ်ပဲအဲ့တော့လန်ကြီးနဲ့သွားရင်းနဲ့ဟိုရောက်တော့ဟာသုံးကောင်ဖြစ်နေတယ်မဖြစ်ဘူးဆိုပြီးမှထူးကြတယ်အောက်ချငါမေးကြည့်အောင်မယ်ထားပြီးတော့မင်းတို့ဘာတော်လာလဲဆိုတော့ငါတို့တွေကဘာလဲမောင်နှမတွေတဲ့ဒါကငါညီသူစိတ်ဓာတ်ဒီဘက်ကငါညီမသုတနာငါကရောဟဏခေါ်တယ်အော်အဲ့ဒါလိုလားတဲ့မိတာအကိုကြီးမိတာဟိုနှကောင်ဘာလို့မပြေးသလဲတဲ့ဟာအကိုကြီးကတို့ရဲ့ကျေးဇူးရှင်တဲ့ကျေးဇူးရှင်ဒုက္ခရောက်နေတာကိုပြစ်သွားရင်ငါတို့ယုံမာတဲ့ပုံကိုယ်တွေဖြစ်ကုန်မှာပေါ့တဲ့ဆိုတော့ဟာထူးပြီဒီသမင်တွေပေါ့တော့မဟုတ်ဘူးမဟုတ်ဆိုးကစဉ်းစားလိုက်တယ်ဒီလိုသီလသမာဓိနဲ့မြင့်မြတ်တဲ့သမင်မျိုးကိုငါတတ်ခဲ့ရင်ဒီမြေကြီးချက်ချင်းဟက်တဲ့ကွဲလိမ့်မယ်မြေမျိုးလိုက်မပြောတာရှင်းသလားငါကောင်းရင်လဲမိုးကြိုပြစ်လိုက်မယ်တဲ့ဒါမသတ်အပ်ဘူးတဲ့ဆိုပြီးတော့အလိုဒီလိုကြီးလားတဲ့ဆိုပြီးတော့ကိုင်းရှိစီတော့ဒါဖြစ်ရင်သမင်မင်းကြော့ကွင်းကိုကျွန်တော်ဖြီးပေးပါမယ်ဆိုပြီးတော့မောင်နှမ၃ယောက်ရဲ့စီးလုံးညီညွတ်ခြင်းနဲ့ကျေးဇူးတိတတ်မှုကိုသိတာလေးနဲ့သူတော်ကောင်းစိတ်ရှိသူကဒီလိုနော်သမင်မင်းရဲ့ကြော့ကွင်းကိုဘာလို့လဲချုပ်ပြီးတော့သမင်မင်းကိုလဲပင်ကိုဖဲပြီးတော့ခဏလေးလဲပေးပါကျွန်တော်မျိုးကိုအပြစ်မယူပါနဲ့လဲပေးပါလဲပေးပြီးတော့မှသက်တောင့်သက်သာပဲလျှော့ကွင်းကိုသက်တောင့်သက်သာဖြည်းဖြည်းချင်းဖြုတ်ပြီးတာနဲ့တခါတည်းဆုံနေပေးတယ်အသားချင်းပြန်ဆက်အကြောချင်းပြန်ဆက်အရေးချင်းဆိုတော့မုတ်ဆိုးရဲ့မေတ္တာတရားဗါလဲမုတ်ဆိုးရဲ့သမင်မင်းရဲ့သီလအားနဲ့ဆုံးနေရင်းနဲ့ပဲအကျော်တွေပြန်ဆက်သွားတယ်အသားတွေအရည်တွေစောစောအယိုးပေါ်နေပြီတရေဟာအယိုးကိုတင်းကျပ်စွာဆုပ်ထားပါမယ်အခုမေတ္တာတရားနဲ့ကရုဏာအားဟိုဘက်ကသီလစွမ်းအားတွေကြောင့်မဖြစ်သွားပြန်ဆက်ပြီးတော့ဘယ်နာအနာဖြစ်တယ်လို့ပြောရမှာတောင်မရှိတော့ဘူးတဲ့တခါတည်းအမွေးတွေပြန်ပြီးတော့ရှင်သန်လာတော့ဘေးကသမင်တွေကညီမနဲ့ညီနဲ့က
ပျော်လိုက်ကြတယ်သူတို့အကိုကြီးခြေတော့ကောင်းသွားပြီဟိုကလည်းထားလိုက်ပြီအကောင်းပဂရိဖြစ်တော့ပြောနေတော့အသင်မဟုတ်ဆိုတဲ့ငါတို့အကိုကြီးရဲ့ဒဏ်ရာအနာပြောက်ကြော်ကွင်းကလွတ်လို့ငါတို့စိတ်ချမ်းသာသလိုအသင်မဟုတ်ဆိုလဲအသက်100ပတ်လုံးအသက်နဲ့တမျှချမ်းသာခြင်းကိုရပါစေဟောသမင်တွေကလူတူလှုပ်နေကြတာရှင်းသလားသင်ကျေးဇူးငါတို့မှာရှိပါတယ်တဲ့ဒီကျေးဇူးတရားကြောင့်သူတို့မှာစိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့တယ်လို့သင်လည်းချမ်းမြေ့ပျော်ရွှင်ခြင်းရှိပါစေညီငယ်ကဆူတောင်းပြီးတော့ဒီဟာနမငယ်ကလည်းကျမတို့ပျော်ကြရွှင်ကြတယ်လို့အခုလိုလွတ်လပ်ခွင့်ရတယ်လို့သင်လည်းလွတ်လပ်ခွင့်ရပါစေချမ်းသာခြင်းနဲ့ပြည့်စုံပါစေဟောဆုပေးတယ်အဲ့တော့မှသမင်ကြီးကတစ်ခါပြန်စဉ်းစားတယ်ဒီမုတ်ဆိုးဟာဒီလောက်ဝေးလံသိခေါင်းနဲ့တောထဲကိုလာပြီးငါလိုသမင်ကိုရအောင်လာဖမ်းတာအကြောင်းမဲ့တော့မဖြစ်နိုင်ဘူးကဲမုတ်ဆိုးတဲ့ငါတို့ကိုလွတ်ပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်အမတန်မှလည်းဝမ်းသာပါတယ်တဲ့မုတ်ဆိုးဒါပေမဲ့သင်ဒီတောထဲကိုအကြောင်းမဲ့လာတာမဖြစ်နိုင်ဘူးတဲ့ဘာကြောင့်လာသလဲငါ့ကိုဒါလေးပြောပြပါဟုတ်ပြီနော်ဘာကြောင့်ငါ့ကိုလာဖမ်းသလဲဒါလေးပြောပြပါဆိုတော့မှတခြားမဟုတ်ပါဘူးတဲ့ဗျမဒံမင်းကြီးရဲ့မိဖုရားခေမာမိဖုရားကအသင်သမင်မင်းရဲ့တရားကိုနာလိုတဲ့အတွက်သမင်မင်းကိုဖမ်းပေးပါလို့ဘယင်စေလိုက်လို့လာတာပါဆိုတော့ဟာဒါဆိုရင်မင်းငါ့ကိုဖမ်းသွားရင်ဆုတော်လက်တော်ရမှာပေါ့လေဆိုတော့အရှင်သမင်မင်းတဲ့ဆုလက်ရလို့ချမ်းသာရင်တဘဝပါပဲဘာလဲဆုလက်ရလို့ချမ်းသာရင်တဘာဝပါပဲတဲ့အသင်သမင်မင်းကဲ့သို့သူတော်ကောင်းကိုပြစ်မှားမိမဲ့အာဟုသူမျိုးမလုပ်ပါရစေနဲ့တော်လိုက်တဲ့မုတ်ဆိုးရှင်းလားကြောက်ကုန်တယ်ထက်တောင်တော်သေးသဘောပါလားမုတ်ဆိုးပဲမဲ့တာမညမုတ်ဆိုးမဟုတ်ဘူးနော်ဘာမုတ်ဆိုးဖြစ်သွားလဲသူတော်ကောင်းမုတ်ဆိုးဖြစ်သွားတယ်ဘာမုတ်ဆိုးဖြစ်သွားလဲအသင်လိုသီလသမာဓိနဲ့8000သောသမင်တို့ရဲ့မိခိုရဒီကလည်းဒီမှာသမင်တွေကပြောကြတယ်မုတ်ဆိုးကြီးတဲ့သင်လွတ်ပေးလိုက်တာဟာပေါ်မဟုတ်ဘူးတဲ့ကျွန်တော်နဲ့တကွမိဘနှစ်ပါးအကိုကြီးကိုမှီထားတယ်ညီမလေးနဲ့ကျွန်တော်နဲ့ဆိုအားလုံးသမင်9កောင်ရဲ့အသက်ကိုလူတာနဲ့အတူတူပဲဒီအကိုကြီးမရှိရင်ဒီ9កောင်လုံးသိမရှင်းလားအဲ့တော့9កောင်အသက်ကိုလူတာနဲ့အတူတူပဲမုတ်ဆိုးကြီးဆိုတော့မုတ်ဆိုးကြီးကလည်းဒီတိုင်းပဲအသင်တို့ရဲ့အသက်ကိုယူမဲ့အစားကျွန်တော်ပဲအသက်နဲ့ညံ့နိုးအပ်တဲ့အရာကိုညံ့နိုးတယ်တန်ဖိုးထားအပ်တဲ့အရာကိုရှင်းသလားအဲ့တော့မှသင်ကျေးဇူးလည်းငါမှရှိပြီတဲ့အဲ့တော့မုတ်ဆိုးကြီးငါ့ကိုခေါ်သွားပါဘယင်စီကိုရှင်းသလားသမင်ကြီးကလွတ်ပြီးပြီနော်လွတ်ပြီးတော့မှသင်ကျေးဇူးလည်းငါမှရှိတယ်သင်လွတ်ပေးလို့ငါမှအသက်ချမ်းသာခွင့်ရတာဖြစ်တဲ့အတွက်သင်ကိုငါကျေးဇူးပြန်ဆက်မယ်ခေါ်သွားငါ့ကိုရှင်းသလားအဲ့တော့မုတ်ဆိုးကဘာပြောလဲဆိုတော့အရှင်သမင်မင်းတဲ့သမင်မင်းကြီးရဲ့ကရုဏာတရားကိုလည်းလေးစားပါတယ်အသင်သမင်မင်းကိုလည်းယုံကြည်ပါတယ်ဒါပေမဲ့လူတို့ရဲ့မင်းဆိုတာအမတန်ရိုက်တိုင်းနဲ့ရက်ဆက်တဲ့ကြမ်းတမ်းတဲ့ရုံမာတယ်အဲ့တော့အသင်သမင်မင်းကိုဟိုရောက်လို့ကားပြရပဲသတ်ဟဲဖြတ်ဟဲလှုပ်လာရင်ကျွန်တော်မျိုးမခံနိုင်ဘူးတဲ့အဲ့တော့လူတို့ထံကိုမသွားနဲ့တဲ့တောထဲမှာပဲနေအေးချမ်းနေရှင်းလားဘာစုမှမရခြင်းနေပါစေအသင်ဒုက္ခရောက်မဲ့အလုပ်ကိုမလုပ်ပါဘူးတဲ့ဆိုတော့သမင်မင်းဟာကဲဒါဖြစ်ရင်တင်းအတွက်လည်းအဆင်ပြေအောင်တင်းဘယင်ကိုဘာပြောခဲ့လဲကျွန်တော်မျိုးကြီးပြောပြီးသားပါတဲ့အသင်သမင်မင်းဟာစွမ်းအားသိကြီးတယ်ခွန်အားသိကြီးတယ်တန်ဖိုးသိကြီးမှတယ်အဲ့တော့ဖမ်းလို့ရခြင်းမှရမယ်ဖမ်းခဲ့လို့ရရင်လည်းအသေးမိခဲ့ရင်အရေကိုယူခဲ့ပါမယ်ဂျိုကိုယူခဲ့ပါမယ်အမွှေးကိုယူခဲ့ပါမယ်နိုင်သလောက်ကလေးရအောင်ယူပေးပါမယ်လို့မှာခဲ့ပါတယ်ဩဒီလိုလားဒါဖြင့်ရပြီโอเคဒါဖြင့်ငါကြောဘောကိုမင်းလက်သတ်လိုက်စမ်းတဲ့ဆိုတော့ကြောဘောကိုလက်သတ်လိုက်တာနဲ့လက်ထဲမှာရွှေသမင်ရဲ့အမွှေးရွှေရောင်အမွှေးတွေ
တဆုပ်ကြီးပါလာဟုတ်ပြီနော်ဘုရားအလောင်းသမင်မင်းရဲ့အမွေးဟာဘုရားအလောင်းကမပေးရင်သမင်မမရဘူးတဲ့ရှင်းသလားသဘောပေါက်သလားလက်ကလေးနဲ့တတ်လိုက်တာနဲ့ဘယ်လောက်ရတဆုပ်အဲ့ဒါလေးကိုတခါနဲ့ကြာပဲကလေးနဲ့ထုံပြီးတော့ကဲမင်းနားထောင်တယ်အဲ့ဒီအမွေးကိုပြငါနဲ့တွေ့ခဲ့တယ်ဆိုတာဘုရင်ကြီးကိုပြောလိုက်ပြီးရင်မိဖုရားကိုတရားဟောဖို့ငါသင်ပေးလိုက်ရှင်းတယ်နော်ငါဟောတဲ့တရားကိုမင်းမှတ်သွားအဲ့ဒီတရားအတိုင်းမိဖုရားကိုပြန်ပြီးဟောလိုက်ဆိုတော့ကောင်းပါပြီအသင်သမင်မင်းဆိုပြီးတော့တရားသင်ပေးလိုက်တယ်ဒီဘက်ကတရားတွေသမင်ဟောတဲ့တရားကိုသေချာမှတ်သားနာယူပြီးတော့တခါတည်းမုတ်ဆိုးကြီးနန်းတော်ပြန်သွားဟုတ်ပြီနော်အသင်တို့လည်းချမ်းသာသောနေရပါဆိုတော့ဒီမှာကဲဒီသမင်ဇက်အရင်ဖြတ်လိုက်မယ်သမင်လေးသုံးကောင်ပြောပြောရွှင်ရွှင်ပြန်သွားတယ်ဟိုကမိအိုဖားဟိုကစောင့်နေတယ်ပြန်လာတာမြင်တော့အံ့ဩနေတယ်ဟဲငါသားရောဟနမင်းကြော်ပွင့်မိနေတယ်ဆိုဘလို့ဖြစ်တာလဲဘာလို့ပြန်လာကြသလဲဟာမုတ်ဆိုးသူတော်ကောင်းနဲ့တွေ့တာဒီလိုပဲအဲ့ဒါနဲ့တရားဟောပြီးလွတ်လိုက်တယ်အခုပြန်လာကြတယ်ဆိုတော့ဟိုမိအိုဖားဟိုကလေငါသားသမီးလေးတွေဘေးရန်ကင်းတယ်လို့မုတ်ဆိုးကြီးလဲဘေးရန်ကင်းပါစေငါသားသမီးလေးတွေမြင်ရလို့ငါတို့ချမ်းသာခြင်းအတိဖြစ်တယ်လို့မုတ်ဆိုးကြီးမှလဲရှင်းတယ်နော်သမင်နေဆိုပြီးတော့မိတ်မပြည့်နဲ့ဒါဘသူကျင့်ဆောင်ရမှာလဲခင်ဗျားတို့ဆောင်ရမယ့်တရားတွေရှင်းသလားသဘောမပေါက်သလားကိုယ်နဲ့ထပ်တူမေတ္တာထားရမယ်မိမိအန္တရာယ်ကင်းဘေးရှင်းတာကိုအလိုရှိသလိုတတ္တဝါအလုံးလဲအန္တရာယ်ကင်းလို့ဘေးရှင်းကြပါစေမိမိအနာရောဂါကင်းတာကိုအလိုရှိသလိုတတ္တဝါအလုံးလဲအနာရောဂါကင်းကြပါစေကုံပြောမယ်ဦးဇင်းတို့မိခင်ဖခင်ဆေးရုံပေါ်မှာအနာနဲ့ဆေးရုံရောက်လို့ပြုစုနေတဲ့အချိန်မိခင်ဖခင်ကိုမေတ္တာပို့ခိုင်းတဲ့နည်းလေးပြောပြယောဂသိပ်ပြင်းထန်တဲ့ကအမေကဒေါသတွေဖြစ်လာပြီးတော့ပူဟဲဆူဟဲဖြစ်လာတော့အမေအခုဘာဖြစ်နေလဲယောဂသိပ်ပြင်းထန်နေရင်ဘေးကလိုချင်တဲ့ဆန္ဒတွေနဲ့ဒေါသဖြစ်နေမဲ့အစားငါလိုပြင်းထန်တဲ့အနာယောဂမျိုးမြည်သည့်တတ္တဝါတဦးတယောက်မှမခံစားကြရပါစေနဲ့ငါကဲ့သို့သောအနာမျိုးတတ္တဝါအလုံးမှာကင်းရှင်းကြပါစေမေတ္တာပို့စမ်းပါရှင်းသလားဒေါသဖြစ်နေအာကုသို့မေတ္တာပို့လိုက်တော့ကုသို့စိတ်နှလုံးမှာပူလောင်မလားအေးချမ်းလားရှင်းသလားဘာနဲ့ထပ်တူအသက်နဲ့ထပ်တူကိုယ်နဲ့ထပ်တူကိုယ်နဲ့ကိုချင်းစာပြီးမေတ္တာထားနိုင်အောင်ကြိုးစားရှင်းသလားအာကုသို့အလုတ်ကိုသေမယ်ဆိုတော့မလုံနဲ့ကုသိုလ်အလုပ်ကိုသေမယ်ဆိုလဲလှုပ်လိုက်တော့ဘာနဲ့ထပ်တူရှင်းသလားသာသနာပေါ်မှာခင်ဗျားတို့အသက်နဲ့ထပ်တူတန်ဖိုးထားနိုင်ရဲ့လားတန်ဖိုးထားနိုင်ပြီလားအလောင်းတော်ပဲရှိသေးတယ်နော်အဲ့ဒါမိခင်ဖခင်ကလည်းတခြားမဟုတ်ဘူးသုတ်ဒေါဒနာနဲ့မေတော်မာယာဘုရားရဲ့မိခင်ဖခင်အလောင်းလျာတွေဆိုတော့မေတ္တာတွေပို့ကြတော့ကဲကောင်းပြီမေတ္တာပို့ပြီးတော့မုတ်ဆိုးကြီးနန်းတော်ရောက်သွားတယ်နန်းတော်ရောက်တော့ခေါင်းငိုက်ဆိုင်နဲ့ဝင်သွားတော့ဘယင်ကြည့်တယ်ဒီကောင်ဘာပါမလားဟဲ့ကောင်မဲသမင်မတွေ့ဘူးလားတွေ့ပါတယ်ဒါဖြင့်ဘာလို့မဖမ်းခဲ့သလဲဘာမျိုးကြည့်မင်းသမင်မရခဲ့တော့အရေးယူလာမယ်အမွှေးယူလာမယ်ပြောပြီးတော့မင်းဘာမှမပါဘူးလားဒီလိုဖြစ်အောင်လုပ်ရတာအစကတည်းကသင်မင်းကြီးကျွန်တော်မျိုးသမင်တော့တွေ့ပါတယ်ဒါပေမဲ့ဒီမှာအမွှေးပဲယူလာတယ်ဆိုရင်တွေ့ထားတွေ့တော့အဲ့တော့ဘယင်နေနဲ့ဆက်ဆံတာသိလွယ်တာမဟုတ်ရှင်းသလားအဲ့တော့ဒေါသအိုးတွေဆိုတော့အစင်ပြေအောင်ပဲငိုက်ဆိုင်နဲ့ဘာမှမရတာနဲ့ဆိုင်ရင်ဒါလေးတော်သေးတယ်လာမှပြောရမှာဟုတ်ရှင်းတယ်နော်မင်းအမွှေးလေးတမေတောင်ပါမလာဘူးလားဆိုတော့မှမင်းကြီးတဲ့ဆိုပြီးတော့ကြာပိုက်ကလေးကနေအတန်လှပတဲ့တောက်ပနေတဲ့ရွှေရောင်အမွှေးလေးတွေကိုဆက်လိုက်သင်မင်းကြီးဟောဒီမှာရွှေသမရဲ့အမွှေးတွေပါဒါပြင်မင်းဖမ်းလို့မရဘူးလားရပါတယ်မင်းကြီးဟမ်ဖမ်းလို့မရဘူးလားရဲဝုံပဲမညာဘူးရှင်းတယ်နော်သူတော်ကောင်းတွေဟာအသက်ဒီဟုသောအကြောင်းကြောင့်တောင်ကိုဆောင်ထိန်တဲ့သီလကိုပြတ်မခံဘူးအခုရှင်ဘုရင်သိတာမှလို့ကျွန်တော်မျိုးရတာလေးယူလာတယ်ဆိုလည်းပြီးတာပဲအခုဖမ်းလို့ဘာဖြစ်လဲမရဘူးလားဆိုတော့ရတယ်တဲ့ဟာရမင်းမလို့ခေါ်မလာတော့လဲဆို
ခေါ်ခြင်းကမတတ်ကောင်းပါဘူးမင်းကြီးရွှေသမင်ဟာသမင်တို့မြည်ဘာသာဘာဝတိလိษံလို့ခေါ်ပေမဲ့အမတန်မြင့်မြတ်တဲ့တိလိษံတရားဆောင်သောတိလိษံကိုချင်းတရားပြည့်စုံသောတိလိษံခေါင်းဆောင်ကောင်းသောတိလိษံဖြစ်ပါတယ်ရှင်းသလားရှင်းပါဗျာသူကြော်ခွင့်မိနေတာသမင်8000ကိုရေတောက်ဖို့အတွက်သူអော်သလားអော်ပါဗျာပါလေခေါင်းဆောင်ကောင်းရှင်းသလားမိအိုဖအိုကိုလှုပ်ကျွေးနေတယ်ဘာလဲလဲမိအိုဖအိုကိုလှုပ်ကျွေးနေတယ်အမတန်မြင့်မြတ်တဲ့သမင်ဖြစ်ပါတယ်တဲ့ဒီသမင်ကိုဖမ်းလာရင်ကျွန်တော်မျိုးမြေရင်လည်းမျိုးရမယ်ရှင်းတယ်နော်ကောင်းကိုမိုးချိုးရင်လည်းပြစ်လိုက်မယ်တဲ့အဲ့တော့သမင်ကြီးကိုလွတ်ပေးတဲ့အခါသမင်ကကျွန်တော်မျိုးကိုသူ့အမွေးတွေပေးလိုက်ပါတယ်ဒါကိုသင်မင်းကြီးကိုပြပြီးတော့သူဟောတဲ့တရားတစ်ဆင့်ဟောပေးပါလို့ပြောတယ်ဆိုတော့ဘေးကမိဖုရားဟာသမင်တရားဟောလိုက်သလားဟောလိုက်တယ်ဒါဖြင့်နာမယ်သူနာကျင်တာပါလေသူတန်ဖိုးထားတာသမင်လားတရားလားအားလုံးတော့အရေးကြီးတယ်ရှင်းသလားသူလိုချင်တာသမင်လားတရားလားတရားကိုအသက်နဲ့လဲပြီးသူလိုချင်ထားတာရှင်းသလားအဲ့ဒီမှာကြာပဲကလေးလေးကတခါတဲ့သမင်ရဲ့အမွေးလေးတွေကိုခါလက်နှစ်ဖက်ပေါ်မှာတမြတ်တနိုးတင်းပြီးတော့အဲ့ဒါကိုပလင်ထက်မှာထားတရားဟောမဲ့မုတ်ဆိုးကိုကောင်းစွာရေမိုးချို့ဝတ်စားဖိလိမ့်ပြင်ဆင်ပြီးတော့မှပလင်ပေါ်ထားတယ်ဘယင်မိဖုရားအောက်ကနာတယ်ဒီလိုဘယင်မျိုးဗာရာဏသီမှာရှိခဲ့ဘူးလေသဘောပါလားအေးမိဖုရားနှစ်ယောက်လုံးဘယင်ကောမိဖုရားရောကအောက်ကနာတဲ့ကျမ်းပြင်ပေါ်ကတရားဟောမဲ့လူကိုပဲပေါ်ထားကျင်းသလားအဲ့တော့မှသမင်သင်ပေးလိုက်တဲ့တရားဆိုတာမိဘဝတ္တရားသာသမီဝတ္တရားလင့်ဝတ္တရားမယားဝတ္တရားဘုရားခေါ်တာတွေမရှိဘူးလားဒါတွေသင်ပြီးတော့မှသခင်ဝကျွန်ဝအကြီးမူဝတပည့်ဝအဲ့ဒါတွေစာတဲ့ဝယ်ဖတ်ချိန်မရဘူးရှင်းနော်အကုန်ပြောရင်ခင်ဗျားတို့လွယ်လေးပဲသွားမှာအဲ့တော့မိဘဝသာသမီဝဆိုတာကြားဘူးတယ်မလားအဲကျွေးမွေးမပြတ်ဆောင်ရွက်စီမံဘာညာကွကွဟောကိုလေးလားရှင်းတယ်နော်ဒါဘယ်သူကဟောတာလဲဘုရားအလောင်းသမင်မင်းကဟောလိုက်အဲ့ဒါလို့ဟောလိုက်ပြီးတော့မှဘာတွေဆက်ပြောလိုက်သလဲဆိုတော့၅ပါးသီလစောင့်ထိန်မှုပါတယ်လေသူ့အသက်ကိုမတန်နဲ့သူ့ဥစ္စာကိုသူများသားမရမတော်ကားနဲ့မူသားဟောပြီးသေးရမတော့နဲ့ဒါလေးပြောပြီးတော့မှအသင်မင်းကြီးတဲ့မင်းကျင့်တရား10ပါးအားလုံးကြားဘူးတဲ့မင်းကျင့်တရား10ပါးနဲ့ညီအားထုတ်ပြီးတော့ပစ္စံတတိဇဏပုတ်ကိုကျင့်ဝတ်ကိုဇဏပုတ်ကျင့်ဝတ်တိုင်းကျင့်မှာဟုတ်ပြီနော်ရွာကိုရွာကျင့်ဝတ်တိုင်းမြို့ကိုမြို့ကျင့်ဝတ်တိုင်းရှင်းလိုက်မြို့ရွာဇဏပုတ်ပြည်ကားကိုနှိမ့်ဆက်ခြင်းမပြုပါနဲ့စောင့်ရှောက်ပါမင်းကြီးအစဉ်ဒါနကောင်းမှုပြုပြီးတော့သီလလုံခြုံအောင်စောင့်တည်ပြီးမင်းကျင့်တရား10ပါးနဲ့အညီအုပ်ချုပ်ပါဆိုပြီးတော့တရားတွေကိုဖြိုင်ပြိုင်ကြီးဟောချလိုက်ခေါ်လိုက်တော့အားလုံးမင်းနဲ့မိဖုရားကသာဓုခေါ်ပြီးမျက်နှိုးလိုက်တာရှင်းတယ်နော်အဲ့တော့မင်းကြီးတရား7ပါးနဲ့ကြီးမြို့ကိုမြို့ဇဏပုတ်ကိုဇဏပုတ်ဆိုတာဝန္တာဂိတ်တွေမလုံးနဲ့ပေါ့ဒီလိုပြောတာပေါ့နော်ဒီမှာအဲ့ဒါလိုပြောလိုက်တော့နောက်ဆုံးတစ်ချက်ပြောပါသေးတယ်မင်းကြီးတဲ့ဘာလဲဆိုတော့တတ္တဝါတို့ကိုဘေးမဲ့ပေးပါဘာလဲလဲမိသည့်တတ္တဝါမှတပ်ဖြတ်ခြင်းမပြုပါနဲ့တဲ့ဒီတိုင်းစောင့်ရှောက်သွားရင်မင်းကြီးနဲ့မိဖုရားတို့ချမ်းသာတဲ့ဘဝလွတ်မြောက်တဲ့ဘဝကိုပိုင်ဆိုင်ပါလိမ့်မယ်လို့သမင်မင်းကဟောလိုက်ပါတယ်လို့ပြောတာနဲ့သာဓုခေါ်ပြီးတော့ကဲသင်ဟာငါတို့ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီဟောမုတ်ဆိုးကဘာဖြစ်သွားကြည်သာဘာလို့ကျေးဇူးရှင်ဖြစ်လဲတရားဟောလို့ဘာဟောလို့လဲရွှေသမင်ဖမ်းခဲ့သလားဘာယူလာလဲသမင်နဲ့တရားဘယ်ဟာတန်ဖို့ရှိတာကျင်တယ်နော်အဲ့တော့အဲ့ဒီအဆုံးအမကိုသမင်ကဟောတာပဲဆိုပြီးသူတို့လစ်လူရှုသလားမိဖုရားကောဘယင်ကောကကျေးဇူးတင်လို့တဲ့သင်ဟာငါတို့ကိုတရားပြသူကျေးဇူးရှင်ဖြစ်ပြီဆိုပြီးတော့အရင်ကရွာပေးမယ်ဆိုတာမြို့စားယာတုကိုပေးတယ်ဘာကိုပေးလဲမြို့စားယာတုနောက်ထပ်မယား4ယောက်မယားဖြစ်တည်နိုင်မဲ့ဘယင်ဤဆွေတော်မျိုးတော်တွေက4ယောက်နောက်ကျွန်မိတ်ပဲဆိုပြီးသူတို့လစ်လူရှုသလားမိဖုရားကောဘယင်ကောကကျေးဇူးတင်လို့တဲ့သင်ဟာငါတို့ကိုတရားပြသူကျေးဇူးရှင်ဖြစ်ပြီဆိုပြီးတော့
အရင်ကရွာပေးမယ်ဆိုတာမြို့စားရာတုကိုပေးတယ်ဘာကိုပေးလဲမြို့စားရာတုနောက်ထပ်မယား၄ယောက်မယားအဖြစ်တည်နိုင်မဲ့ဘုရင်ဤဆွေတော်မျိုးတော်တွေက၄ယောက်နောက်ကျွန်မိန်းမပေါင်း100ကျွန်ယောက်ျားပေါင်း100နွားလာဥဒ္ဓဖ100စိတ်ဘာညာစည်းစိမ်ရွှေစင်100နဲ့တူထပ်ပြီးတော့စည်းစိမ်အပြည့်ရှင်းမြင်တယ်နော်ရှင်းသလားဒီဘုရင်ဂတိကြီးတယ်အဲ့တိုင်းစုပေးလိုက်ပြီးတော့ကဲမဟုတ်ဆိုးတဲ့ငါတို့လည်းတရားနဲ့အညီကျင့်မှမယ်ဆိုတော့မဟုတ်ဆိုးကရှင်ဘုရင်နဲ့မိဖုရားကိုကြည့်လိုက်တယ်။အော်သူတို့ဘုရင်တွေဖြစ်နေပြီမဲ့တရားကိုတန်ဖိုးထားတယ်။ဒီလိုဘုရင်တွေရတောင်တရားကိုဒီလောက်တန်ဖိုးထားရင်ငါကဘာလို့ဒီစည်းစိမ်တွေခံစားနေပါလဲဆိုပြီးတော့မင်းကြီးကျွန်တော်မျိုးကိုတောထွက်ရသိဝတ်ခွင့်ပြုပါရှင်းလားရှင်းပါဗျာကုတ်ကပ်ပြီးတောင်ပေါ်တက်ပြီးရွေးမနေတော့ရှင်းသလားတရားပွဲကြီးရှိတာဟိုမှာဓမ္မီတွေနဲ့ရေမစိမ်းချနေကြတာညာကြီးမင်းကြီးဟိုမှာသွားချနေတာတရားလေး2ရက်ကိုလာမလာနိုင်တဲ့လူတွေတပုံကြီးရှိတယ်သဘောပါလားသူတို့ကလည်းအသက်နဲ့ထပ်တူပဲကြောက်ရွေးနေကြတယ်ရှင်းတယ်နော်ဦးဇင်းကစိတ်ထဲမှာမကောင်းဩဒုက္ခဘယ်ဟာတန်ဖိုးရှိမှလဲမသိပါလားအခုသူတော်ကောင်းတို့တဲ့ဘုရားယရဏဟာတန်ဖိုးရှိမရှိတရားယရဏသံဃာယရဏဘုရားတရားသံဃာသည်သူတော်ကောင်းတို့ဦးဇင်းတို့အတွက်ကျေးဇူးရှိမရှိဘာကြောင့်ကျေးဇူးရှိလဲအဆုံးအမကိုပေးတယ်လမ်းမှန်ကိုပြတယ်လိမ္မာအောင်ဆုံးမတယ်ပြန်ပြောလမ်းမှန်ကိုပြတယ်လိမ္မာအောင်ဆုံးမတယ်ပြန်ပြောအဲ့ဒါဘုရားတရားသံဃာရဲ့ကျေးဇူးရှင်းသလားအခုအလောင်းတော်ကိုဒီလိုကျေးဇူးတင်ပြီးတော့ပေးတဲ့စုတွေအားလုံးကိုသူအိမ်သူသက်ထားကိုအကုန်လွှဲပြစ်ပြီးတော့တောထွက်ပြီးတရားအားထုတ်တယ်ဒါကစန္ဒအမတ်လောင်းသည်တောထဲမှာအဘိညာဉ်ရပြီးဗြဟ္မပြည်လာတယ်လို့ဆိုပါတယ်ဒီဘုရင်နဲ့မိဖုရားဟာလဲရွှေသမင်ရဲ့အဆုံးအမတိုင်းတီးပြီးတော့တိုင်းပြည်ကိုငြိမ်းချမ်းစွာအုပ်ချုပ်သွားလိုက်တာရွှေသမင်ရဲ့အဆုံးအမသည်နှစ်1000တီးတယ်ဘယ်လောက်တီးဒါလူဆုံးမလားတိရစ္ဆာန်ကဆုံးမလားဘယ်သူအလောင်းတော့ဘုရားအလောင်းရဲ့အဆုံးမတောင်နှစ်ဘယ်လောက်တည်နှစ်1000တွင်းမှာရှိတဲ့မင်းအဆက်ဆက်တိုင်းသူပြည်သားအဆက်ဆက်ကသမင်မင်းဟောတဲ့တရားကျင့်ဝတ်တိုင်းနေကြတယ်တိုင်းပြည်မှာသခိုးမရှိကြဘိုးမရှိလွတ်တော်ယုံဖွင့်เสียမလို့ဖာကမျိုးကြီးလို့နေမှာမဟုတ်ရှင်းသလားသဘောမပေါက်သလားဒါဖြင့်အားလုံးသည်သာသနာတော်ကြီးကိုဗာနဲ့အသက်နဲ့ထပ်တူတန်ဖိုးထားတယ်မထားတဲ့ခင်ဗျားတို့ခန္ဓာအသက်သည်မြဲသလားစည်းစိမ်ဥစ္စာမြဲသလားတရားအလုံးဟာဖြစ်ပြီးရင်ဘာသစ္စာဒုက္ခသစ္စာကိုအမှန်မသိရင်လောဘဒေါသမောဟမလာဘူးလားလာရင်ကျင့်ဝတ်တွေပြည့်မပြည့်အဲ့တော့လောဘဒေါသမောဟနောက်လိုက်ကြမလားကျင့်ဝတ်နောက်လိုက်မလားစည်းစိမ်ဥစ္စာကအဓိကလားကိုကျင့်တရားကအဓိကလားရှင်းနာကြလားဟိအဲ့တော့ဘုရားဆုံးပါအတိုင်းနေတဲ့လူကဆင်းရဲမလားချမ်းသာမလားသိကြသလားယုံသလားခုသမင်ကဆုံးမနာတဲ့နဲ့ကောင်းကျိုးချမ်းသာတွေမရကြဘူးလားအဲ့တော့သမင်မင်းကလင်းဝမရဝဒါတွေမဟောခဲ့ဘူးလားဒါလည်းအခုခင်ဗျားတို့မှသိရှိပြီးတော့သစ္စာရှိကြပါကိုကျင့်တရားထိန်းကြပါလောကမှာဒီလိုပဲអော်နေကြတာမလားအဲ့တော့ထိန်းသိမထိန်းသိကြိုးစားသိမကြိုးစားသိတယောက်နဲ့တယောက်မေတ္တာထားရမယ်ကရုဏာထားရမယ်ကိုယ့်ထက်နှိမ့်ကြသူကိုကူညီနိုင်အောင်စောင့်ရှောက်နိုင်အောင်ကြိုးစားပါရှင်းသလားငတ်နေသူကိုကျွေးပါဘာလဲဝတ်เสียမရှိသူကိုပေးပါရှင်းလားရှင်းချင်းမေတ္တာထားကြမယ်ဆိုအားလုံးချမ်းသာမှုရနိုင်မြတ်နိုင်အားလုံးသဘောပေါက်သလားအဲ့တော့ဘု து အဆုံးမတိုင်းနေမယ်ရှင်းပြီနော်အဲ့တော့ဟိုမှာတန်ဖိုးထားကြတဲ့လူတွေကတန်ဖိုးထားတဲ့အလျောက်သူတို့မှအကျိုးခံစားခွင့်မရဘူးလားသမင်အပေါင်းကလည်းသမင်8000သည်ဘုရားအလောင်းရောဟဏသမင်မင်းရဲ့အဆုံးအမတိုင်းနေကြတာသေတော့အကုန်နတ်ပြည်ရောက်ရှင်းလားသဘောပေါက်သလားခုခမည်းတော်ကျုပ်တို့ကလူတွေလားတိရစ္ဆာန်လူဆိုရင်လူလိုသိရမယ်လူလိုကျင့်ရပြင်းတတ်ကြလားဘု து အဆုံးအမတိုင်းအဲ့တော့ကောင်းမှုကုသိုလ်မှန်ရင်သေမယ်ဆိုရင်တော့လှုပ်ဖြစ်အောင်
လုပ်လိုက်ပါမကောင်းမှုမှန်ရင်သတ်ပြစ်မယ်ဆိုလဲမလုပ်ပါနဲ့ရှင်းသလားသဘောပေါက်သလားအားလုံးရှင်းတယ်နော်ဒါဖြင့်တို့သာသနာဟာတို့အတွက်ကျေးဇူးရှိမရှိတန်ဖိုးရှိမရှိတန်ဖိုးရှိတဲ့သာသနာကိုအပြည့်စည်းခံနိုင်သလားအဆုံးရှုံးခံနိုင်သလားဘယ်သူတွေပေါ်မှာမူတည်လဲရှင်းတယ်ကြလားသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူပြုပြင်မှာကိုယ်ကိုပြုပြင်မယ်ဆိုကိုယ်ခန္ဓာကိုယ်ကြည်သားမှာကိုယ်ရုပ်မြဲသလားကိုယ်နာရောမြဲသလားဒီခန္ဓာကြီးမှမမြဲရင်ဒီခန္ဓာနဲ့သက်ဆိုင်တာတွေဘာမြဲမလဲကိုယ်ကိုပိုင်သလားကိုယ်ကိုမှမပိုင်မဲနဲ့ဘာပိုင်ရင်တော့ပိုင်လို့ရမလားဒါဖြင့်ပစ္စည်းဥစ္စာဒနာချမ်းသာကြွယ်ဝခြင်းနဲ့ကိုကျင့်တရားဘယ်ဟာတန်ဖို့ရှိလဲယာတုဌာနန္တရဂုံသိမ့်နဲ့ကိုကျင့်တရားဘယ်ဟာတန်ဖို့ရှိလဲရှင်းတယ်နော်လောလောဆယ်အခြေအနေကိုခင်ဗျားတို့ပြောပြခဲ့ပြီသာသနာလဲဘာဖြစ်နေပြည့်နေတဲ့ပြောသာသနာလဲလူမျိုးရောဒီတိုင်းထားလိုက်ဟမ်ဒီတိုင်းထားရင်သာသနာလဲကွယ်တော့မယ်လူမျိုးလဲပျောက်တော့သာသနာအကွယ်ခံနိုင်သလားငါတို့အတွက်တန်ဖိုးရှိမရှိစစ်မှန်တဲ့သာသနာကိုနောင်သားစဉ်မြေးဆက်လက်ဆင့်ကမ်းတဲ့မကမ်းတဲ့တို့လက်ထက်မှာကွယ်ရင်တို့တာဝန်နော်တာဝန်သိမှတာဝန်ရှိတယ်အားလုံးတာဝန်ယူနိုင်သလားရှင်းသလားဒါဖြင့်ဒီနေ့သာသနာပြည့်နေတာဘယ်သူကြောင့်လဲတပည့်တော်ကြောင့်ရဲပြောဘယ်သူကြောင့်လဲလူမျိုးပြည့်နေတာဘယ်သူကြောင့်လဲဘယ်သူတွေမှတာဝန်ရှိလဲဘာနဲ့ထပ်တူရှင်းသလားဒါဖြင့်သတိထားပညာနဲ့ကြည့်ကာယကံဝစီကံမနောကံတိုင်းကိုဘယ်သူအဆုံးမနဲ့နေရှင်းကြလားတရားနဲ့လျော်စွာကျင့်သုံးပြီးတရားကိုစောင့်ရှောက်နိုင်ကြမှသာသနာတော်ကြီးလဲထွန်းကားလာမယ်လူမျိုးလဲအဆင့်မြင့်မားလာမယ်ရှင်းသလားကဲဒါဖြင့်အားလုံးကြိုးစားတယ်မကြိုးစားတဲ့ပေါ်ဆာနေကြမလားကြိုးစားကြမလားဘယ်တော့စမလဲဘယ်တော့စမလဲမနေ့ဖြန်ဆိုနောက်ကျနေပြီရှင်းသလားဘယ်ချိန်ရစကြမလဲတရားနဲ့လျော်တဲ့အချင်းကိုကျင့်တယ်မကျင့်သေးခဏနေစကြမယ်အားလုံးသဘောပါတယ်နော်ဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာက